သာသနာတော်နှစ်2555ခုကောဇာတက္ကီ1383ခုတော်သလင်းလဆန်း9ရက်နေ့ညရန်ကုန်တိုင်းမရန်ကုန်မြို့နယ်တရားလေးလမ်းဝသာသနာရေးဝန်ကြီးဌာနနေဆက်နဲ့တောင်တန်းဒေသသာသနာပြုသင်တန်းကျောင်းစဗုတေရိဗိမာန်ကြီးမှာကျင်းပပြုလုပ်ကြတဲ့ဓမ္မပူဇာတရားပွဲဓမ္မသဘင်ကြီးမှာဦးဇင်းတို့ဒီကနေ့ဒုတိယညအဖြစ်ဖြင့်ဘေးတပ်ပေါင်းသူတော်ကောင်းတို့ကိုမြတ်စွာဘုရားရဲ့တရားဒေသနာတော်များကိုဟောကြားခွင့်ရပါတယ်။တရားပွဲဖြစ်မြောက်ရေးအတွက်မတည်ပြီးတော့လှူဒန်းထားကြတဲ့အလှူရှင်တွေကတော့မိဘများအားဥထိပ်ပန်ဆင်၍ဥခင်မောင်စောဒေါ်လှိုင်တန်တာဟံသမီးမယရဏဥသားမောင်ဆိုမင်းဟိမိသားစုဥအောင်မင်းစိန်ဒေါ်တင်တင်ကြီးမိသားစုဥတင်ရှိန်ဒေါ်ခင်ထားကြီးမိသားစုကိုဇော်မျိုးလွင်မအေးအေးမြိုင်မိသားစုကွယ်လွန်သူဥတင်ရှိန်အားရည်စူး၍ကြံရစ်သူမိသားစုဥရေခဲဒေါ်လူလူလွင်သမီးမတ်ကျေပွင့်ဖြူမိသားစုရွှေအိမ်စီမိသားစုဥအောင်ချိုဝင်းဒေါ်မြတ်မြတ်မိုးမိသားစုဤမိသားစုအပေါင်းတို့ရဲ့ကုသိုလ်ကောင်းမှုကိုအကြောင်းပြုပြီးတော့ဒီကနေ့ညဦးဇင်းတို့ပါရမီ7ပါးတရားတော်ဒုတိယပိုင်းပေါ့နော်မနေ့တုန်းကဒါနပါရမီနဲ့သီလပါရမီဒီကနေ့နိက္ခမပါရမီနဲ့ပညာပါရမီတဲ့တရက်ကိုပါရမီ2ပါးနှုံးဖြင့်ပါရမီ7ပါး9ညဟောဖို့ဦးဇင်းတို့ရည်ရွယ်ထားတဲ့အတိုင်းဒီကနေ့ညနိက္ခမပါရမီနဲ့ပညာပါရမီရဲ့အကြောင်းကိုဦးဇင်းတို့စတင်ပြီးတော့ဟောကြားရနာကြားရအောင်ဒီတရားတော်ကိုမဟောကြားသေးခင်မညာမနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစဉ်အားတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကို2ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ကလေးတွေချီထားကြကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟဓမ္မံသနရမရလောကကရုံဝန္တိတုကတံဂတိဝိမု ढ ံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟဓမ္မံအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မှောင်ကိုဖယ်ခွာတော်မူ၏ထသောသနရမရလောကရုလူနှင့်မြမတတ္တဝါနန္ဒတို့၏ကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ढ ံဒေဝမနုဿနိရယနှင့်ပေတတလိษံလာရရှိငါတန်သောဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူ၏ထသောသူကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာ4ရပ်တရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှမူယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောချိုးလက်ဆုံမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားဦးဇင်းတို့နိက္ခမပါရမီနဲ့ပညာပါရမီတဲ့သူမေရာရှင်ယသိဘုရားဖြစ်ဖို့အတွက်ဘုရားအဖြစ်ကိုပြုတတ်တဲ့တရားတွေဟာဘယ်လိုတရားတွေလဲလို့စုံစမ်းရင်းစူးစမ်းရင်းနဲ့
နိခမပါရမီကိုဆက်ပြီးတော့စဉ်းစားဆင်ခြင်တဲ့နေရာကိုစပြီးတော့ဦးဇင်းတို့ဥတည်ပြီးတော့ပြောကြရအောင်နော်နာဟိတိဣထကာယိဝဗုဒ္ဓဓမ္မဘဝိတရေအမောင်သူမေရာဘုရားဖြစ်ကိုပြုတတ်တဲ့တရားသည်ဤ၍ဤမျှသာမကပေဘူးဒါနကောင်းမှုသီလကောင်းမှုလို့ဆိုရတဲ့ဒါနပါရမီသီလပါရမီမျှတယ်မကပေဘူးနောက်ထပ်ရှိလေဦးမယ်ဆိုပြီးတော့ပါရမီပဝိစေယဉာဏ်နဲ့ဘုရားအဖြစ်ကိုပြုတတ်တဲ့ပါရမီတော်တွေကိုဆက်ပြီးတော့စဉ်းစားဆင်ခြင်တယ်ဝိစီနန္တောတတတခိတတိယနိခမပါရမေပုဗ္ဗကေဟိမဟေတိဟိအာတိဝိတနိတိဝိတံဝိစီနန္တောစဉ်းစားဆင်ခြင်သည်ရှိသောတတထိုအခါ၌ပုဗ္ဗကေဟိရှင်း၌ဖြစ်ကုန်သောမဟေတိဟိဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်အာတိဝိတနိတိဝိတံအဖမ်းမအမြဲမပြတ်လေးလာအသုံးတအကျင့်သုံးတော်မူအပ်သောတတိယံသုံးခုမြောက်ဖြစ်သောနိခမပါရမီနိခမပါရမီတော်မြတ်ကိုအတ္တခိန်တွေ့မြင်တော်မူပြီဒါဘုရားဖြစ်တော်မူပြီးတဲ့နောက်ပြန်ပြီးတော့ဟောတာဘုရားဖြစ်ကိုပြုတတ်တဲ့တရားတွေဟာဒါနသီလလောက်မျှမကပြီဘူးဆိုပြီးတော့ဆက်စဉ်းစားတော့တတိယမြောက်နိခမပါရမီကိုတွေ့ပါတယ်တဲ့အဲ့ဒီနိခမပါရမီကိုသင်ဟာဘုရားအဖြစ်ကိုတကယ်ရခြင်းတယ်ဆိုလို့ရှိရင်စွမ်းစွမ်းတမန်ကျင့်ကြံကြိုးကုပ်အားထုတ်မယ်ဆိုရင်ဘုရားဖြစ်လိမ့်မယ်တဲ့ဣမန္တောပထမန္တာဝဒလံကတ္တဝသမာဓိယဣမန္တောတတိယန္တာဝဒလံကတ္တဝသမာဓိယနိခမပါရမိတံကိစ္စယရိဘောဓိပတ္တုမိစ္ဆတိသူမေရာပန္တိတာအိုပညာရှိအမောင်သူမေရာတွန်သင်သည်ဘောဓိယရဟတမေဉာဏ်တပင်ညုတဉာဏ်ကိုပတ်တုံရောက်ခြင်းငါယရိအိစတိအကယ်၍အလိုရှိတယ်ဆိုရင်တတိယံသုံးခုမြောက်ဖြစ်သောဣမံဤနိခမပါရမီတော်မြတ်ကိုပရိပူရယဖြည့်စည်းပါလေလောနိခမပါရမီနိခမပါရမီကိုကိစ္စပူရိဟိဖြည့်ကျင့်ပါလေလောသင်ဟာတတိယမြောက်နိခမပါရမီကိုဆက်ပြီးတော့ကျင့်သုံးပါတဲ့စာဆိုလို့ရှိရင်သင်ဟာဘုရားရှင်စစ်ဧကံဖြစ်လိမ့်သူကိုယ်သူတိုက်တွန်းနေအဲ့ဒီလိုတိုက်တွန်းတဲ့နေရာမှာနိခမပါရမီကိုလည်းပဲဦးဇင်းတို့ဥပမာလေးနဲ့သူကိုယ်သူဆုံးမတယ်နော်ပါရမီ10ပါးကိုဥပမာ10ပါးဖြစ်လိမ့်မယ်နော်ဒကမကြီးများမနေ့တုန်းကဒါနပါရမီကိုဘလို့ဥပမာနဲ့သူစဉ်းစားတာလေရေပြီးအိုးကိုမှောက်ချလိုက်တယ်လို့မျိုးဟုတ်လားသီလပါရမီကြတော့ဘလို့စဉ်းစားတာလေစမရီသားကောင်ဟာသူ့အမီးကိုအသက်နဲ့ကာကွယ်စောင့်ရှောက်တယ်လို့မျိုးဟုတ်လားဒီနေ့နိခမပါရမီကြတော့သူဘလို့ဆက်ပြီးတော့ဥပမာနဲ့စဉ်းစားမှလဲဆိုတော့ယထာပိအန္တုဂရေပုရိသောစီရာဟုတောဒုက္ခတိတောနာတထာရာဂစနေတိမုဒ္ဓိမေဝကဝေတတိတတိဝါတောတပ္ပဘဝေပတ္တအန္တုဂရေဝိယနေခမာဘိမူခောဟောတိဘဝတောပရိမုဒ္ဓိယသူမေရာပန္တိတအိုပညာရှိအမောင်သူမေရာယထာပိဥပမာအဖြင့်အန္တုဂရေအချုပ်ထောင်၌စိရဟုတော်ကြာမြင့်စွာနေရသောဒုက္ခတိတောကိုယ်ရဲ့ဆင်းရဲခြင်းစိတ်ရဲ့ဆင်းရဲခြင်းတို့ဖြင့်ပြင်းစွာနှိပ်စက်ခြင်းခံနေရသောပုရိသောယောက်ျားသည်တတ္ထထိုအချုပ်ထောင်၌ရာဂံမမောခြင်းကိုနဇနေတိယထာမဖြစ်စေတဲ့ကဲ့သို့မௌတိမေဝထိုအချုပ်ထောင်မှလွတ်မြောက်ခြင်းကိုသာလျှင်ကဝေတတိယထာရှာမိ၍နေတဲ့ကဲ့သို့တတိဝထိုအတူသာလျှင်တွန်ပိသင်သည်လီသဗ္ဗဗဝေအလုံးစုံသောဘဝတို့ကိုအန္တုဂရေဝိယအချုပ်ထောင်ကြီးနဲ့တူသည်ဟု၍ပတ္တမြင်အောင်ကြည်ပါလေဘဝတော်ဘဝသုံးပါးမှာပရိမုဒ္ဓိယလွတ်မြောက်ခြင်းကနေခမဘိမူခောနေခမသို့ဥလှဲ၍ထားအပ်သည်ဟောဟိဖြစ်ပါလေလောအဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့
အချုပ်ထောင်ထဲမှာအကြာကြီးနှစ်ပေါင်းများစွာနေရတဲ့အချုပ်သားတစ်ယောက်အဲ့ဒီလိုအချုပ်ထောင်ထဲမှာနေရတာလေချမ်းချမ်းသာသာနေရတာမဟုတ်ဘူးရှိတာဟုတ်တော့ကြာမြင့်စွာနေရသောဒုက္ခတိတောကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတို့သည်ပြင်းစွာနှိမ့်ဆက်အပ်သောအချုပ်ထောင်ထဲမှာကိုယ်ရဲ့ဆင်းရဲခြင်းစိတ်ရဲ့ဆင်းရဲခြင်းနဲ့တကယ့်ကိုပဲပင်ပန်းမသက်မသာနေရတာခဏလေးလားဆိုတော့မဟုတ်ဘူးနော်အကြာကြီးနေရတာအဲ့ဒီလိုအချုပ်ထောင်ထဲမှာကိုယ်ဆင်းရဲစိတ်ဆင်းရဲနဲ့အကြာကြီးနေရတဲ့ယောက်ျားတစ်ယောက်ဟာတဲ့အဲ့ဒီအချုပ်ထောင်ကြီးရဲ့အပေါ်မှာတွေ့တာတဲ့သဘောမက်မောတဲ့သဘောပျော်တဲ့သဘောမရှိသလိုမျိုးအဲ့ဒီအချုပ်ထောင်ကြီးတွေကပဲလွတ်မြောက်ရေးအတွက်အမြဲတမ်းစိတ်ကူးနေသလိုမျိုးသင်ဟာလည်းပဲဒီဘဝတန်တရားကနေလွတ်မြောက်ဖို့အတွက်ဘဝတန်တရားကြီးကိုအချုပ်ထောင်ကြီးလို့စိတ်ထဲမှာမြင်အောင်ကြည့်ပါတဲ့ပိဋကဘဝတန်တရားကြီးကိုအချုပ်ထောင်ကြီးလို့မြင်အောင်ကြည့်ရမယ်တဲ့ဘာကိုပဲလှုပ်နိခမံပိမုခောဟောတိတဲ့လွတ်မြောက်ရေးကိုရှေ့ရှုပြီးတော့လုပ်ရမယ်နော်နိခမံပိမုခောနိခမဘက်ကိုမျက်နှာမူထားရမယ်ဟုတ်လားဘယ်ဘက်ကိုမျက်နှာမူမယ်အေးဒါကိုဦးဇင်းတို့အရက်စကားလေးနဲ့နားလည်အောင်ပြောရရင်လွတ်မြောက်ရေးကိုအမြဲတမ်းရှေ့ရှုနေရမယ်နော်ဘဝတော်ဘဝသုံးပါးမှာပရိမုဒ္ဒိယလွတ်မြောက်ခြင်းကနိခမဘိမုခောနိခမတို့ရှေ့ရှုတည်ဟောတည်ဖြစ်ပါလေလောအမြဲတမ်းလွတ်မြောက်ဖို့အတွက်စဉ်းစားပြီးတော့သင်နေရမယ်တဲ့အဲ့ဒါဆိုလို့ရှိရင်သင်ဟာအရဟတမေဉာဏ်သဗ္ဗညုတဉာဏ်ကိုရလို့ဖျားစင်စစ်ဧကံဖြစ်လိမ့်မယ်လို့သူ့ကိုယ်သူဆုံးမတာနော်ဒါကြောင့်နိခမပါရမီကိုဒီနေရာမှာဥပမာတတိယမြောက်ပေတပေါင်းသူတော်ကောင်းတို့မှတ်ရမယ်အချုပ်ထောင်ထဲမှာကြာမြင့်စွာစင်စင်ရဲရဲနေရတဲ့လူတစ်ယောက်ဟာအချုပ်ထောင်ကိုမမောတဲ့သဘောမရှိဘဲနဲ့အချုပ်ထောင်ထဲကလွတ်မြောက်ဖို့အမြဲတမ်းစိတ်ကူးထဲ့နေသလိုမျိုးမိမိဘဝတန်တရားခန္ဓာအစဉ်ကနေပြီးတော့လွတ်မြောက်ဖို့အတွက်ဘာပဲလှုပ်ဘာပဲပြောဘာပဲစဉ်းစားနိခမဘိမုခောလွတ်မြောက်ရေးကိုရှေ့ရှုပြီးတော့လုပ်ရမယ်ပြောရမယ်ကြံရမယ်တဲ့ဒါဆိုလို့ရှိရင်သင်ဟာအရဟတမေဉာဏ်သဗ္ဗညုတဉာဏ်ကိုရပါလိမ့်မယ်တဲ့ဟုတ်လားတပိတပေါင်းသူတော်ကောင်းတို့နိခမဆိုတဲ့စကားလေးကိုဦးဇင်းတို့စတင်ပြီးတော့ရှင်းကြရအောင်ဗျာဟုတ်လားနိခမဆိုတာထွက်မြောက်ခြင်းလွတ်မြောက်ခြင်းလို့အဓိပ္ပာယ်ရတယ်။ဘာကနေထွက်တာလဲဆိုတော့ကာမကနေထွက်တာပိဋိဘယ်ကနေထွက်တယ်ကာမကနေထွက်တာဒီနေရာမှာကာမကလည်း2မျိုးရှိဝိထုကာမရဲ့ကိလေသာကာမရဲ့ဝိထုကာမဆိုတာအာယုန်တွေကိုပြောတာရူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံအာယုံ၅ပါးကာမဂုဏ်တရားသည်ဝိထုကာမကိလေသာကာမဆိုတာကအဲ့ဒီအာယုန်တွေကိုကောင်းတယ်လို့ထင်ပြီးတော့မမောတဲ့လောဘကိုကိလေသာကာမလို့ဆိုတာဟုတ်လားအာယုန်တွေကနေလွတ်အောင်ကြိုးစားတာလောဘကနေလွတ်အောင်ကြိုးစားတာအဲ့ဒါကိုနိက္ခမလို့ခေါ်တယ်ဘယ်ကနေလွတ်အောင်ကြိုးစားတယ်အာယုန်တွေကနေလွတ်အောင်ကြိုးစားတယ်လောဘကနေလွတ်အောင်ကြိုးစားတယ်အဲ့တော့ဘေးသက်ပေါင်းသူတော်ကောင်းတို့အာယုန်တွေကနေအာလုံးလွတ်ဖို့ဆိုတာတော့ဘုရားယဟန္တာတွေတောင်မဖြစ်နိုင်ဘူးနော်သို့တော့လောဘဒေါသမောဟကိုဖြစ်စေတဲ့အင်မတန်လဲဆွဲလန်းစေတဲ့ရစ်မှုစေတဲ့အာယုန်တွေကိုတော့ရှောင်ရမှာပဲမဟုတ်လားဟင်တခါကြီးဒီမိုင်းများရှောင်ရမှာပဲမဟုတ်လားမရှောင်မဲနဲ့ထိတ်တိုက်တိုးမယ်ဆိုရင်အဲ့ဒီအာယုန်တွေကြောင့်လောဘဒေါသတွေဖြစ်ပြီးတော့နှင်မွန်းသွားမှာပဲလေဒါကြောင့်မလိုလားအပ်တဲ့အာယုန်တွေကလည်းပဲလွတ်မြောက်အောင်ကြိုးစားရမယ်ဒါပေမဲ့အဓိကကြတာကတော့လောဘကလွတ်အောင်ကြိုးစားခြင်းသည်နိက္ခမလို့တူတူလေးနဲ့ထိထိမိမိအဲ့ဒါလိုနားလည်ရမယ်ဘယ်ကနေလွတ်အောင်ကြိုးစားတာဟာနိက္ခမလဲ
လောဘကနေလွတ်မြောက်အောင်ကြိုးစားတာနိက္ခမဒါကြောင့်ဦးဇင်းတို့လေဒီစတော်ဘုရားကြီးကဥတ္တမပုရိသဒေပိနိကျမ်းပါလေနိက္ခမဆိုတာတရားကိုကောက်ရင်အလောဘကိုပြောတာပါတဲ့ဘိသိက်ဘာကိုပြောတယ်အလောဘလောဘဆိုတာကလူကျင်တာအဆိုတာကမရှိတာလူကျင်မှုကင်းနေတာလူကျင်မှုမရှိနေတာကိုနိက္ခမလို့ခေါ်တယ်ဟုတ်လားအဲ့ဒီမှာစတော်ဘုရားကြီးကနိက္ခမဆိုတာကိုလူသားတွေအနေနဲ့လူဝကြောင်တွေအနေနဲ့မိမိအိမ်မှာသားနဲ့မယားနဲ့နေရင်းနဲ့ပဲနိက္ခမပါရမီဖြည့်လို့ရပါတယ်ဆိုတာလေးကိုစတော်ဘုရားကြီးကညွှန်ကြားခဲ့တယ်ဒါဆိုရင်ဟောဒီပိဋကကြီးစိတ်ဝင်စားမယ်ထင်တယ်ဟုတ်လားများသောအားဖြင့်နိက္ခမဆိုရင်တောထွက်တာတောထဲရောက်အောင်မှနိက္ခမလို့အဲ့ဒီလိုထင်ထားကြတာနော်အဲ့ဒါလည်းပဲမှန်ပါတယ်အဲ့ဒါကတော့အင်မတန်မြင့်မြတ်တဲ့အပိုင်းနဲ့ကြည့်ပြီးတော့ပြောတာခုဒီပိဋကကြီးကတောထဲကိုတကယ်သွားနိုင်မှာလားမသွားနိုင်ပါဘူးစိတ်ကူးနဲ့တောင်အဆင်မပြေဘူးဟုတ်လားဓမ္မကြီးများအဲ့ဒီတော့စတော်ဘုရားကြီးကသူကဘာပြောတုံးဆိုတော့အိမ်မှာနေရင်းနဲ့ဟေးဟောဒီအာယုန်တွေကလောဘကိုဖြစ်စေတဲ့အာယုန်တွေလို့သိပြီးတော့တတိချာချာနားထောင်နော်ဒီအာယုန်တွေဟာလောဘကိုဖြစ်စေတဲ့အာယုန်တွေလို့သိပြီးတော့အဲ့ဒီအာယုန်တွေရဲ့မတင့်တယ်ခြင်းသဘောဆက်ဆုပ်ခြင်းသဘောကိုမြင်အောင်ကြည့်ပြီးတော့အဲ့ဒီလောဘနည်းအောင်ကြိုးစားရင်အဲ့ဒီအချိန်မှာနိက္ခမပါရမီကိုဖြည့်နေတာတဲ့ဆိုကြပါစို့မိမိကလှတဲ့အစင်းလေးတွေကြည့်ပြီးတော့လောဘဖြစ်တတ်တယ်ဆိုရင်ဩငါဟာဒီအစင်းကိုမမောတဲ့သဘောရှိပါလားအဲ့ဒါဖြစ်အောင်ကြိုးစားမယ်လို့သူ့ရဲ့မတင့်တယ်တဲ့သဘောယွန်ရှားပွဲကောင်းတဲ့သဘောကိုစဉ်းစားပြီးတော့လောဘမဖြစ်အောင်ကြိုးစားမယ်ဆိုရင်အဲ့ဒီအခိုက်အတန့်အဲ့ဒီအချိန်ဒီနိက္ခမပါရမီကိုဖြည့်နေတာတဲ့စလာပြီနော်အေးအဲ့ဒါကနေတရားဓမ္မတို့ကတတ်နိုင်သေးတယ်ဆိုလို့ရှိရင်ဖန်ရည်စွန်းတဲ့သင်္ကန်းလေးကိုဝတ်ပြီးတော့လူသူတော်လုပ်ပါတဲ့ဟုတ်လားအဲ့ဒါတဲ့တတ်နိုင်သေးတယ်ဆိုလို့ရှိရင်ယသိသူတော်လုပ်ပါတဲ့အဲ့ဒါတဲ့တတ်နိုင်သေးတယ်ဆိုရင်တာမဏေလေးဝတ်လိုက်ပါတဲ့ဟမ်အဲ့ဒါတဲ့တတ်နိုင်သေးတယ်ဆိုရင်ယဟန်ခံပြီးတော့ယဟန်တစ်ပါးဖြစ်အောင်လုပ်လိုက်ပါတဲ့အဲ့ဒါတဲ့တတ်နိုင်သေးတယ်ဆိုရင်ပထမဇန်ရအောင်ကျင့်ပါတဲ့အဲ့ဒါတဲ့တတ်နိုင်သေးတယ်ဆိုလို့ရှိရင်မဲ့ညံဖူညံရအောင်ကျင့်ပါနော်ယဟန္တာဖြစ်ပြီဆိုရင်တော့အဲ့ဒါနိက္ခမပါရမီအထွတ်ထိပ်ကိုရောက်သွားပြီပေါ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာပပ္ပိဇံပထမံဇာနနိဗ္ဗာန်ဉ္စဝိပဿနာသဗ္ဗေပိကုသလာဓမ္မာနိက္ခမန္တိပဝုစရိလို့အဲ့ဒါလိုဖော်ပြထားတယ်နိက္ခမဆိုတာဘာပြောတာလဲဆိုတော့နံပါတ်1ပပ္ပိဇရှင်ယဟန်ပြုခြင်းသို့မဟုတ်တောထွက်ခြင်းနံပါတ်2ပထမံဇာနံပထမဇန်ရအောင်ကျင့်ကြံခြင်းဟုတ်လားနံပါတ်3နိဗ္ဗာန်နိဗ္ဗာန်တဲ့နံပါတ်4ဝိပဿနာသင်္ခတတရားတွေကိုမမြဲတဲ့သဘောဆင်းရဲတဲ့သဘောအနှစ်မရှိတဲ့သဘောကိုမြင်အောင်ကြည့်နိုင်တဲ့ဉာဏ်ဟုတ်လားနောက်နံပါတ်5သဗ္ဗေပိကုသလာဓမ္မာသဗ္ဗေပိကုသလာဓမ္မာအလုံးစုံသောကုသိုလ်တရားတို့ကို၎င်းနိက္ခမန္တိနိက္ခမဟု၍ပဝုစရိဆိုအပ်ကုန်၏နော်နိက္ခမတရား5ပါးခွဲပြထားတာနော်ပဗ္ဗေဇံရှင်အဖြစ်ယဟန်အဖြစ်ဝါတောထွက်ခြင်းဆိုတဲ့အဖြစ်ကို၎င်းပထမဇာနံပထမဇံကို၎င်းနိဗ္ဗာန်နိဗ္ဗာန်ကို၎င်းဝိပဿနာဝိပဿနာကို၎င်းသဗ္ဗေပိကုသလဓမ္မအလုံးစုံသောကုသိုလ်တရားတို့ကို၎င်းနိက္ခမန္တိနိက္ခမတရားတို့ဟု၍ပဝုစတိခေါ်ဆိုအပ်ကုန်၏ဟုတ်လားအဲ့ဒီတော့ဘေးတတ်တို့ကဉာဏ်ရှိတယ်ကုသိုလ်ကောင်းမှုဘာကုသိုလ်ပဲဖြစ်ဖြစ်အဲ့ဒါနိက္ခမပဲဘာကြောင့်သူ့ကိုနိက္ခမလို့ခေါ်ရတယ်လဲဆိုတော့အကုသိုလ်တွေကနေလွတ်မြောက်အောင်ထွက်မြောက်အောင်ကြိုးစားလိုက်လို့အဲ့ဒါနိက္ခမဖြစ်သွားတာနိက္ခမရဲ့နယ်ကအကျယ်ကြီးပဲနော်အေးဒါကြောင့်နိက္ခမပါရမီဆိုတာဦးဇင်းတို့ပါရမီထဲမှာ
အရေးအကြီးဆုံးပါရမီလို့လေဒီစတော်ဘုရားကြီးကအဲ့ဒါလိုအမိန့်ရှိပိဋကရဲ့နိခမပါရမီကိုဘလို့အမိန့်ရှိတယ်အရေးအကြီးဆုံးပါရမီဘာပြုလို့လဲဆိုတော့ဘာကောင်းမှုကိုပဲလှုပ်တန်တရားဝုတ်ကလွတ်ချင်တယ်ဆိုတဲ့နိခမသဘောမပါဘူးဆိုလို့ရှိရင်အဲ့ဒါပါရမီကိုမမြောက်ဘူးသဘောပေါက်တယ်နော်ဒါနပြုရင်လည်းပဲဒီဒါနကြောင့်ဟောဒီဆင်းရဲတဲ့တန်တရားကလွတ်ပြရစေဆိုတဲ့စိတ်ကူးကလေးပါရမယ်အဲ့ဒီစိတ်ကူးကလေးဒီပင်လေအဲ့ဒါနိခမပါရမီဖြစ်တယ်နိခမပါရမီမပါရင်ကြံတဲ့ပါရမီတွေဟာပါရမီမြောက်တယ်လို့ပြောဖို့အင်မတန်ခက်သွားပြီဟုတ်ရဲ့လားဘာကြောင့်လဲဆိုတော့သူကလွတ်မြောက်ခြင်းတဲ့စိတ်ကိုဗျာအဲ့ဒီတော့မြတ်စွာဘုရားရဲ့အဆုံးအမအင်မတန်အရေးကြီးတဲ့အဓိကကြတဲ့အဆုံးအမကဘာလဲဆိုရင်တန်တရားဟာဆင်းရဲတယ်ဒီထဲကမြန်ထွက်ဖို့ဒါပဲဗျာဒီထဲမှာကောင်းအောင်နေနီးဆိုတာကတော့ဘုရားမပွင့်ခင်တုန်းကလည်းရှိတာပဲလေဒါကြောင့်မြတ်စွာဘုရားကဒီမှာတန်တရားကိုအင်မတန်ဆင်းရဲတဲ့ထောင်ကြီးနဲ့ဥပမာပေးတာဒီထဲမှာကောင်းတာဆိုလို့ဘာမှမရှိဘူးရှိတယ်လို့ထင်တယ်ဆိုရင်လည်းအဲ့ဒါအမှားပဲသဘောပေါက်လားဒါကြောင့်နိခမပါရမီဒီပါရမီ7ပါးထဲမှာအရေးအကြီးဆုံးဟုတ်ရဲ့လားအေးအဲ့ဒါလောက်အရေးကြီးတဲ့အရာကျယ်တဲ့ဒီပါရမီဒီနိခမပါရမီကိုဖြစ်ချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့အနည်းဆုံးသောအကြောင်းဟာဘာလဲလို့နားလည်ကြတဲ့ပြောရရင်နိခမပါရမီဟာဘာကြောင့်ဖြစ်တာလဲလို့သိရနိခမပါရမီဖြစ်ခြင်းရဲ့အကြောင်းအဲ့ဒါဘာလို့ဆိုတော့တံဝေကပဋ္ဌာနံထိတ်လန့်ခြင်းသည်နိခမပါရမီဖြစ်ခြင်းရဲ့အနည်းဆုံးသောအကြောင်းပဲနော်ထိတ်လန့်ခြင်းသည်နိခမပါရမီဖြစ်ခြင်းရဲ့အနည်းဆုံးအကြောင်းဘာတွေကိုထိတ်လန့်တာလဲဆိုတော့ဒီတန်တရားရဲ့အပြစ်ကိုမြင်ပြီးတော့ထိတ်လန့်เสียမှုလို့ထိတ်လန့်တဲ့သဘောဖြစ်လာရင်အဲ့ဒါတန်ဝေကပဲအဲ့ဒီတန်ဝေကဆိုတဲ့ထိတ်လန့်ခြင်းဖြစ်လာလို့ရှိရင်လွတ်မြောက်ခြင်းဆိုတဲ့နိခမပါရမီဖြည့်ဖို့အတွက်မသေးကြဘူးလားသေကြတယ်ဒါကြောင့်နိခမသည်ထိတ်လန့်ခြင်းဆိုတဲ့တန်ဝေကတည်းဟူသောအကြောင်းတရားကြောင့်ဖြစ်တာလို့နားလည်ရမယ်ပိဋကကြီးထိတ်လန့်ရင်ထွက်မှာပဲဗျခုဒီထဲမှာပျော်နေသေးတယ်ဆိုရင်ဒီထဲကိုတကယ်မကြောက်သေးလို့ပေါ့ပိဋကကြီးထွက်တယ်ဆိုတာကြောက်မှထွက်တာနော်အေးပျော်တရားလို့ထင်နေတယ်ဆိုလို့ရှိရင်ဘယ်တော့မှထွက်မှာမဟုတ်ဘယ်တော့မှထွက်ဖို့မကြိုးစားရင်လည်းဘယ်တော့မှလည်းပဲလွတ်မြောက်မှလည်းမဟုတ်ဘူးဒါကြောင့်ထိတ်လန့်เสียကိုမြင်ပြီးတော့ထိတ်လန့်ပြီးတော့ထွက်သွားကြတဲ့ပုဂ္ဂိုလ်တွေရဲ့အကြောင်းဦးဇင်းတို့ဒီကနေ့ညနိခမပါရမီနဲ့ပတ်သက်ပြီးတော့ဘာကိုပြောဖို့စဉ်းစားထားလဲဆိုတော့ဟောဒီပိဋကကြီးရှားနှုံးပြကြားဖို့ပြီးသားဖြစ်တဲ့ဇတ်တော်တစ်ခုဇတ်ကြီး10ဘွယ်တဲကမဟာစနကဇတ်နော်မဟာစနကဇတ်ကိုများသောအားဖြင့်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတွေသိထားကြတာကလုံလဝရိယကြီးတဲ့နေရာမှာအင်မတန်ထူးကဲတဲ့မင်းသားစနကမင်းသားသမုဒ္ဒရာထဲမှာ9ရက်တိတိလက်ပြကူးတာနော်အေးလုံလဝရိယနေရာမှာသက်သေပြဖို့အတွက်ပဲလို့များသောအားဖြင့်စနကဇတ်ကိုအဲ့ဒါလိုထင်ထားကြတယ်တကယ်စင်စစ်ကဒီမဟာစနကဇတ်တော်ကိုမြတ်စွာဘုရားဟောတာဟာလုံလဝရိယကိုထင်ရှားစွာပြခြင်းလို့ဟောတာမဟုတ်ဘူးဘာကိုထင်ရှားစွာပြခြင်းလို့ဟောတာလဲဆိုလို့ရှိရင်နိခမထွက်မြောက်ခြင်းကိုထင်ရှားစွာပြခြင်းလို့ဒီဇတ်တော်ကိုဟောတာဟုတ်ရဲ့လားဦးဇင်းတို့ဇတ်တော်ကိုအကျေတဝင်းကြီးမပြောပါဘူးနော်အေးဦးဇင်းတို့တဏှာကြီးကိုအတွင်းမှာအပြီးပြောမှာဟုတ်လားအဲ့ဒီတော့ဒီဇတ်တော်ကိုဘာကြောင့်ဟောသလဲဆိုတော့ယဟန်တော်တွေကမြတ်စွာဘုရားကိုချီးမွမ်းကြတာကိုဗျဩအင်မတန်ကြီးကျယ်တဲ့စည်းစိမ်တွေပိုင်ဆိုင်မှုတွေပတ်သက်မှုတွေအကုန်လုံးရှင်းပြီးတော့တကယ်မြင့်မြတ်တဲ့တရားကိုရှာဖွေခဲ့တာမြတ်စွာဘုရားတောထွက်တော်မူနိုင်တာဟာအံ့ဩဖွယ်ကောင်းပါပြီရဲ့လို့ဒီလိုမြတ်စွာဘုရားကိုချီးမွမ်းကြတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကြွလာပြီးတော့ချက်သားတို့ဘာကြောင့်ပြောနေကြတာတို့မြတ်စွာဘု
ရဲ့နိခမပါရမီကိုချီးမွမ်းနေတာပါဗျာအေးအရင်အမှန်ဖြစ်လာလို့နောက်ဆုံးဘဝထွက်နိုင်တယ်ဆိုတာအံ့ဩဖွယ်မရှိသေးဘူးတကယ်စင်စစ်ငါဘုရားအလောင်းတော်မဟာဇနကမင်းသားဖြစ်တုန်းကခဲရခဲစစ်အနှောင့်အယှက်တွေကြားတဲ့ကတောင်ဒီတန်လျာဝုတ်ကလွတ်အောင်ယုံမယ်ဆိုတဲ့စိတ်နဲ့အင်မတန်ကြီးကျယ်တဲ့ထွတ်မြောက်ခြင်းမျိုးဖြင့်ထွတ်မြောက်တော်မူခဲ့ပြီဆိုပြီးတော့ဒီမဟာဇနကဇတ်ကိုဟောတာဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ရှေ့ပိုင်းတွေကိုကြော်လိုက်ပေါ့ဗျာလက်ပြကူတာတွေရွှေအိုးကြီး16လုံးဖော်ပေးတာတွေတေဝလိဒေဝီမင်းသမီးနဲ့ထီနံသိမ့်ပွဲခန္ဓာတွေအဲ့ဒါတွေဘာလုပ်လိုက်မလဲကြော်လိုက်ကြစို့ဟုတ်လားမြန်မြန်ဆန်ဆန်ပဲကြော်လိုက်ကြစို့တေဝလိမင်းသမီးနဲ့ပေါင်းသင်းပြီးတော့ဒီကာဟုဆိုတဲ့သားလေးတစ်ယောက်ရတယ်လေအဲ့ဒီသားလေး16နှစ်သားလေးရောက်တော့ဘုရားလောင်းကြီးကသားတော်လေးကိုအိမ်ရှိဥပယာစာအနှင်းတယ်ဟုတ်လားအဲ့ဒီလိုအနှင်းပြီးတော့တနေ့ရောက်တော့အဲ့ဒီခေတ်ကသူကအသက်ကတော်တော်ရှိတယ်ဗျအဲ့ဒီအချိန်မှာဘုရားလောင်းကြီးကဒီနန်းစိုးစံခဲ့တာနှစ်ပေါင်း9000နီးပါးတောင်ရှိသွားပြီလို့ဆိုတယ်ဟုတ်လားအဲ့ဒါလိုနဲ့တနေ့ကြတော့ဦးဇင်းတို့ဘုရားလောင်းကြီးဒီနန်းစည်းစိမ်ခံစားနေရင်းနဲ့ဥယျာဉ်မှုကတစ်သီးတွေပါလေလာပြီးတော့ကတ်တော့ဘုရားလောင်းကဟာသိတ်လာတဲ့အသေးနံတွေပဲမင်းဥယျာဉ်တွေကိုငါထွက်ပြီးတော့ကြည့်ကျင်တယ်ဆိုပြီးတော့အဲ့ဒီမှာအင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့စစ်တပ်တွေမူမတ်တွေချမ်းချမ်းပြီးတော့ဥယျာဉ်တော်ထွက်အဲ့ဒီဥယျာဉ်ရဲ့အပေါက်ရဲ့တစ်ဖက်တစ်ချက်မှာတရက်ပင်ကြီးနှစ်ပင်ရှိအဲ့ဒီတရက်ပင်တစ်ပင်ကအင်မတန်အနံ့အရသာနဲ့ပြည့်စုံတဲ့ဘုရင်မင်းတရားတို့နန်းတွင်သူနန်းတွင်သားတို့စားရတဲ့တရက်ပင်ကြီးအဲ့ဒီတရက်ပင်ကြီးကလည်းဝါဝင်လို့မှဲ့ပြီးတော့ဒီလိုဖြစ်နေတာအဲ့ဒါကိုဘုရားလောင်းကရှင်မော်ကနေဆင်းစည်းရင်းနဲ့တလုံးရှုပ်ပြီးတော့စားလိုက်တယ်သိကောင်းတာပဲပြန်လို့ရှိရင်ငါဝါအောင်စားမယ်လို့စိတ်ကူးပြီးတော့ဥယျာဉ်ထဲရောက်ဘုရားလောင်းကြီးကအဲ့ဒါလိုစိတ်ကူးနေပဲမလို့နောက်ကလိုက်လာကြတဲ့ပိဋကတ်တွေကဘုရင်မင်းတရားစားသုံးလို့ပြီးသွားပြီဆိုတော့အားလုံးကကိုင်တို့လဲစားမယ်တို့လဲစားမယ်ဆိုပြီးတော့ခူပြီးတော့စားလိုက်တာအမှဲ့တွေတင်မကဘူးအစိမ်းတွေပါအကုန်ပြောင်းတယ်အဲ့ဒါတဖြည်းဖြည်းနဲ့နောက်ကျလာတဲ့လူတွေကယာဓုတွေနှိမ့်ပြီးတော့တကယ်တာမန်လူတန်းစားရောက်ပြီဆိုတော့တရတိကတလုံးမှမရှိတော့အဲ့တော့တို့အတွက်မကြံရကောင်းလားဆိုပြီးတော့စိတ်တွေတူပြီးတော့တရပင်ကြီးကိုဒုတ်တွေနဲ့ပြစ်ကြတရကိုင်းတွေချိုးကြအဲ့ဒါလိုမလှမပကြီးဖြစ်နေတာအဲ့ဒါနဲ့အချိန်ကုန်တော့ဘုရားလောင်းကဥယျာဉ်ထဲကပြန်ထွက်လာတော့တရတိစားမယ်လို့တရပင်ကိုမော့ကြည့်တရပင်ကရုပ်ပြက်ဆင်းပြက်ဖြစ်နေပြီအဲ့ဒီမှာအမတ်တွေကိုဘလို့ဖြစ်တာတော့မနေ့တုန်းကနဲ့မတူပါလားမှန်လားပါဗျာဒီလိုဒီအကြောင်းပဲအားလုံးခုဆွတ်စားပြီးတော့မရတဲ့လူတွေကစိတ်တူပြီးတော့ဖြည့်ဆည်းကြလို့အဲ့ဒီမှာဘုရားလောင်းကြီးကဟိုဘက်ကတရက်ပင်တပင်ကိုကြည့်လိုက်တော့မြစိမ့်တောင်ကြီးလို့စိမ့်ညို့အဲ့ဒီလိုဖြစ်တယ်အဲ့ဒါနဲ့ဘုရားလောင်းကဟေးဒီဘက်ကတရက်ပင်ကတော့ပျက်စီးခြင်းမလှပျက်စီးရတယ်ဟိုဘက်ကတရက်ပင်ကတော့ပဂရိအတိုင်းတည်ရှိနေပါလားဉာဏ်ပညာကပါရမီထူးအောင်ပါလာတဲ့ပုဂ္ဂိုလ်ဆိုတော့ဟောဒီဒီနာစည်းစိမ်ကိုပိုင်တဲ့ငါရဲ့အဖြစ်ဟာတရတိတီးတဲ့တရပင်နဲ့တူတယ်ယတိယဟန်တို့ရဲ့အဖြစ်ကတော့အတိမတိတဲ့အပင်နဲ့တူတယ်အင်မတန်ငြိမ်းချမ်းတယ်မဖြစ်ဘူးငါတော့ရှင်ယဟန်ပြုမယ်လို့တခါတည်းဆုံးဖြတ်ချက်ချတယ်တဲ့ပိဋကရေတရပင်နှစ်ပင်ကဟောတဲ့တရားကိုနာပြီးတော့ယဟန်ပြုမယ်နိခမပါရမီကိုစိတ်ဝင်စားသွားတာဟုတ်လားအဲ့ဒါနဲ့နန်းတော်ရောက်ပြီဆိုတော့ဘယ်သူနဲ့မှစကားမပြောတော့အဲ့ဒါသူသတင်းသုံးနေတဲ့ပြတ်သက်ဆောင်ကြီးပေါ်တက်ပြီးတော့အလုအကျွေးတယောက်ကိုအမိန်ပေးတယ်မင်းကလွဲလို့ငါးစီကိုဘယ်သူမှမလာစေနဲ့မင်းလည်းပဲဒီပြင်ချိန်မှမလာနဲ့စားတော့အုပ်လာပို့တဲ့အချိန်ကလွဲလို့ကြံတဲ့အချိန်တရားမှမလာနဲ့ဒီပြင်လူလည်းမလာနဲ့အဲ့ဒါနဲ့ပြတ်သက်ကြီးပေါ်မှာထိုင်ပြီးတော့တယောက်တည်းတရားကျင့်နေတာပိဋကရေနိခမပါရမီပြီးဖို့အတွက်အာယူနေတာဟုတ်လားအဲ့ဒါလိုအာယူရင်နဲ့သူစဉ်းစားတယ်
ငါကိုးကွယ်တဲ့ငါရဲ့ဆရာပြည့်စုံဖို့တာအရှင်မြတ်ကြီးတွေရဲ့ဘဝငြိမ်းချမ်းလိုက်တာဘယ်တော့မှများငါဟာအဲ့ဒါလိုမျိုးဆုံးခံစားရတဲ့ယဟန်သူတော်စင်ဖြစ်ပါမလဲလို့သူစဉ်းစားနေတာနော်အဲ့ဒီမှာစာထဲမှာတော့အကျေပြောတယ်နန်းတော်ကြီးကိုကြည်ပြီးတော့လဲစဉ်းစားတယ်ရေကန်ကြီးကိုကြည်ပြီးတော့လဲစဉ်းစားတယ်ဘယ်လိုစဉ်းစားတာလဲဆိုတော့ဒီရေကန်ကြီးတွေကိုစွန့်ပြီးတော့ဘယ်တော့မှမြန်ငါအေးချမ်းတဲ့ဘဝရောက်မှလေဒီနန်းတော်ကြီးကိုစွန့်ပြီးတော့ဘယ်တော့မှမြန်အေးချမ်းတဲ့ဘဝကိုရောက်မှလေအမြဲတမ်းထွတ်မြောက်ဖို့ပဲသူစဉ်းစားနေတာနောက်ဆုံးသူဘလို့ဒီစဉ်းစားလဲဆိုတော့ထမင်းစားတဲ့အခါမှာရွှေကွက်ကြီးနဲ့စားတာလေရွှေကွက်ကြီးကပို100လောက်တောင်ရှိတယ်လို့ပြောတယ်အဲ့ဒါကိုဦးဇင်းလည်းရှင်းကောင်းကောင်းရှင်းမပြတတ်ဘူးအကြီးကြီးလို့ဆိုကြပါစို့ဟုတ်လားအဲ့ဒီရွှေကွက်ကြီးကိုကြည့်ပြီးတော့လည်းစဉ်းစားတာပဲမြင်သမျှယဟန်ပြုဖို့ပဲသူစဉ်းစားနေတာဒီရွှေကွက်ကြီးကိုစွန့်ပြီးတော့မြေသပိတ်ကလေးပြီးတော့ဆုံးခံစားရတဲ့ငြိမ်းချမ်းတဲ့ဘဝကိုဘယ်တော့မှမြန်ငါရပါမလဲတယောက်တည်းဖြစ်နေတာအဲ့ဒါဘလောက်တောင်ကြာသွားတုံးဆိုတော့4 လကြာသွားတယ်ဘယ်သူနဲ့မှစကားမပြောဘူးနော်ဘယ်သူနဲ့မှလည်းအတွေ့မခံဘူးနော်အေးအဲ့ဒီလို4 လကြာသွားတော့အလုတ်အကျွေးကိုကိုင်းငါကြာမဆိုင်တော့ဘူးငါဒီနေပဲယဟန်ပြုမင်းဈေးကိုသွားပြီးတော့တပိတ်ပေးခရဝယ်ခဲ့ဘယ်သူကိုမှမပြောနဲ့လို့နှုတ်ပိတ်လိုက်တယ်နော်အဲ့ဒါနဲ့ဝဲလာတော့သူကိုယ်တိုင်ပဲခေါင်းကိုကိုယ့်ဟာကိုယ်ရိပ်ပြီးတော့အဲ့ဒီပြတ်သက်ကြီးပေါ်မှာပဲယဟန်ပြုတ်ပြလိုက်တယ်ဟုတ်လားယဟန်ပြုတ်ပြီးတော့2 ခေါက် 3 ခေါက်လောက်ရှောက်ကြည့်လိုက်သေးတယ်ဩငါရဲ့ယဟန်အဖြစ်ဟာတင့်တယ်ပြီစွာချမ်းသာပြီစွာအဲ့ဒီလိုနဲ့အဲ့ဒီနေ့ကတော့မိုးချုပ်သွားလို့ तू မထွက်နိုင်ဘူးတညအဲ့ဒီယဟန်ဝတ်လေးနဲ့ပြတ်သက်ကြီးပေါ်မှာအိတ်တယ်နောက်နေ့မနေ့လင်းပြီဆိုတော့ gain ငါရဲ့ဒီနန်းစည်းစိမ်ပိုင်ဆိုင်မှုပတ်သက်မှုတွေအကုန်လုံးကိုစွန့်ပြီးတော့ငါဟိမွန်တာသွားတော့မယ်ဆိုပြီးတော့နန်းတော်ကြီးပြတ်သက်ကြီးပေါ်ကနေဆင်းလာတာအဲ့ဒီနေ့မှာပဲတိုက်ဆိုင်ဦးဇင်းစဉ်းစားကြည့်တယ်စိတ်ချင်းပဲစကားပြောသလားတော့မသိဘူးဗျာတိဝလိဒေဝီမိဖုရားကြီးကမိဖုရားငယ်လေးတွေ900တောင်ရှိတယ်အဲ့ဒါကိုရှင်မတို့လာခဲ့မင်းတရားကြီးဟာငါတို့စီကိုမလာတာ4 လတောင်ရှိသွားပြီတယောက်တည်းသတင်းသုံးပြီးတော့တကိုယ်ကြီးစမ်းနေတာဒါအကြောင်းရှိလိမ့်မယ်ဒီလောက်ကြာကြီးကင်းကွာနေတာကောင်းတဲ့လက္ခဏာမဟုတ်ဘူးဧကန္တတံဝေကတွေရလို့မြတ်သောအကျင့်ကိုကျင့်ဖို့တို့ကိုစွန့်သွားရင်အခက်ဘာတွေစဉ်းစားနေတယ်လဲမသိဘူးလူရဲ့စိတ်ဆိုတာသိဖို့ခဲခြင်းတယ်ဒါကြောင့်မို့လို့ဒီလောက်ကြီးတဲ့ငါးကြီးကိုကွန်ကြီးနဲ့ဖမ်းတယ်လို့မျိုးတဲ့အမဒီလိုတောင်ပြောတယ်နော်ငါးအကြီးကြီးကိုဘာနဲ့ဖမ်းမယ်မိဘရဲ့ငယ်လေးတွေဘယ်လောက်တောင်900တောင်တော့အကောင်းဆုံးပြင်ဆင်ပြီးတော့မင်းကြီးတွေသွားပြီးတော့ခါစားကြမယ်ဆိုပြီးတော့အကုန်လုံးတန်းစီပြီးတော့အဲ့ဒီပြတ်သက်ကြီးပေါ်ကိုတက်လာကြတာတယောက်မှမတက်ခဲ့နဲ့လို့အမိန်ပေးထားတာနော်သူတို့တက်လာတယ်တက်လာတော့ဘုရင်ကြီးကလည်းပဲယဟန်ဝတ်နဲ့အိန္ဒိယမျက်လွှာချပြီးတော့ဆင်းလာတာပြတ်သက်ပေါ်ကမောင်မတွေနဲ့မိဖုရားကြီးခေါင်းဆောင်တဲ့အဖွဲ့ကလည်းတက်သွားတာမမှတ်မိဘူးဗျာမင်းကြီးကိုမင်းကြီးရဲ့နန်းတော်ကိုကြွမြဲဖြစ်တဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်တပါးပဲနဲ့တူတယ်လမ်းဖယ်ပြီးတော့ရှ िख ိုးဝှချပြီးတော့ဒီလိုပဲဘေးကနေကျုံလေးတွေထိုင်တာဘုရားလောင်းကလည်းအေးရသားလေးဆင်းသွားပိဿကြီးချောနေတာပဲနော်သူ့ရဲ့ခရီးစဉ်ကအဲ့ဒီလိုအောက်လဲဆင်းသွားပြီဆိုတော့မိဖုရားတွေကပြတ်သက်ပေါ်တက်တော့ဖိုးပေါ်မှာဂရင်ပေါ်မှာဆပင်တွေတွေ့ပြီဝိလဲတော်တွေတွေ့ပြီအဲ့ဒီတော့မှခုနကတွေ့လိုက်တာတို့ရဲ့အရှင်သခင်ကိုဆိုပြီးတော့ငိုယူပြီးတော့လိုက်ကြတာအဲ့ဒီမှာတနန်းတော်လုံးအော်တောင်းတဲ့တခါတည်းလှုပ်ရွဖြစ်တယ်အကုန်လုံးရင်ဘတ်စီတီတခါတည်းတားကြတာဘလို့မှတားလို့မရပြီမယ်အဲ့ဒီတိဝလိဒေဝီမိဖုရားကြီးကောင်းဆောင်တဲ့မိဖုရားငယ်900မူတွေမတ်တွေတိုင်းသူပြည်သားတွေဒီလောက်ဉာဏ်ပညာအကျင့်သီလနဲ့ပြည့်စုံတဲ့အရှင်ကိုတို့ဘယ်မှာရနိုင်မှာလဲဒါကြောင့်အရှင်မင်းတရားကျွန်တော်မျိုးတို့ကိုစွန့်ပြီးတော့မသွားပါနဲ့ဆိုပြီးတော့ငိုပြီးတော့လိုက်တာကြတာ
နဲနောနောတားတာမဟုတ်ဘူးနော်အေးတန်းတော်လုံးတိုင်းပြည်လုံးလို့ပြောလို့ရတယ်အဲ့ဒါလူအုပ်ကြီးနောက်ကတကက်ဖွေးနေအောင်လိုက်တာရှေ့ကနေပြီးတော့ဘုရားလောင်းကတပါးတည်းမိဖုရားကြီးကောင်းဆောင်တဲ့တိုင်းသူပြည်သားတွေအကုန်လုံးမူကြီးမတ်ရတယ်အကုန်လိုက်တာနော်ဘလို့မှတားလို့မရဘူးအဲ့ဒီတော့မိဖုရားကြီးကညံရှိဘလို့တားလဲဆိုတော့စစ်သူကြီးကိုအမိန်ပေးတယ်ဟိုရှေ့ကနေကြိုသွားအိမ်အဟောင်းတွေဇရက်အဟောင်းတွေအကုန်လုံးမီးတိုက်အဲ့ဒါကောက်ရွေးတွေကိုရေဆွတ်ပြီးတော့မိခိုးတွေဥအောင်လုပ်အဲ့ဒီမှာမီးကြီးလောင်းနေရှင်မင်းကြီးထွက်မယ်မကြံသေးဘူးတိုင်းပြည်ကြီးမီးလောင်နေပါပြီဒီမီးတွေကိုငြိမ်းပြီးတော့မှထွက်တော်မူပါအဲ့ဒီတော့ဘုရားလောင်းကဘာပြန်ပြောတုံဆိုတော့ဒါငါတိုင်းပြည်မဟုတ်ဘူးတဲ့မီးလောင်ယုံမကလို့ဘာပဲဖြစ်နေငါနဲ့မဆိုင်ဘူးတဲ့ငါမှကြောက်ကြခြင်းမရှိတော့အပြက်ပဲနော်အဲ့ဒါနဲ့အဲ့လိုနေတားလို့မရတော့တခါစစ်သူကြီးကိုအမိန်ပေးတယ်ဟေးခိုးသားဓမြတွေထားကြွတဲ့ပုံတရံချိတ်ရည်တွေလောင်းပြီးတော့တချို့လဲသွေးတန်ရဲနဲ့တခါတည်းသေးနေတဲ့ပုံတွေဒဏ်ရာရနေတဲ့ပုံတွေပြေးလွှားငိုယိုအော်ဟစ်ပြီးတော့တခေရုပ်သေးသေးကြီးဖြစ်တဲ့ပုံတရံရှိကနေကြိုးပြီးတော့စီမံတာရှင်မင်းကြီးကြည့်ပါဦးရှင်မင်းကြီးထွက်မယ်မှမကြံသေးဘူးတိုင်းပြည်ကြီးတခိုးဓမြတွေဖျက်ဆီးလို့ပျက်စီးနေပါပြီအဲ့ဒီတော့ဘုရားလောင်းကဘာပြောတုံဆိုတော့ဒါမိဖုရားရဲ့လက်ချက်ဆိုတာသိတယ်ဘုရားလောင်းကဟုတ်လားအဲ့ဒီတော့မိဖုရားကြီးဒါငါတိုင်းပြည်မဟုတ်တော့ဒါငါနဲ့မဆိုင်တော့ဘူးဒါငါအတွက်ဘာမှကြောက်ကြစိုက်เสียမဟုတ်တော့ဘူးဆိုပြီးတော့ကြွမြေတိုင်းဆက်ကြွသွားဟုတ်လားအဲ့ဒီလိုကြွသွားတော့လည်းပဲနောက်ကတိုင်းသူပြည်သားတွေအကုန်လုံးယုံနဲ့လိုက်နေတော့ဘုရားလောင်းကစိတ်ပြက်မှာဗောဗျစိတ်ပြက်တော့နောက်လှည့်ပြီးတော့ကြည်တယ်ဘုရားလောင်းလည်းရက်တော့အကုန်လုံးရက်သွားရက်ပြီးတော့ဘုရားလောင်းကမေးတယ်ဒါဘဇုတိုင်းပြည်လေဒီမိထီလာတိုင်းပြည်ကြီးဟာရှင်မင်းတရားရဲ့တိုင်းပြည်ပါသိကြတယ်နော်မှန်လားပါသိကြကြောင်းပါအကုန်လုံးပြောနေကြအဲ့ဒီလိုဆိုရင်အမိတ်မှတ်ဟောဒီစီးကြောင်းကိုကြော်တဲ့လူရာဇဒံဆိုပြီးတော့လှန်တန်တဲ့မြေကြီးကိုချစ်ပြဘဇုမှမကြော်ရဲဘူးအဲ့ဒါဘုရားလောင်းစိုက်နဲ့တပါးတည်းကြွသွားတာလူအုပ်ကြီးအဲ့ဒီစီးကြောင်းရဲ့ဟိုဘက်မှာကုန်ကျန်းနေရတာဒါပေမဲ့မိဖုရားကြီးကဘယ်လိုမှမခွဲနိုင်ဘူးအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့မိဖုရားကြီးကလူလိမ့်အော်ဟစ်ငိုးယူပြီးတော့အဲ့ဒီနားနဲ့လူလိုက်တာစီးကြောင်းကြီးကပြက်သွားရောပြက်ပြီးတော့ဟိုဘက်ရောက်သွားတော့မိဖုရားကြီးကလိုက်သွားလူတွေကလည်းဒါမိဖုရားကြီးဖြစ်တာတို့ဖြစ်တာမဟုတ်အဲ့တော့တို့ဒီနားကနေဖြတ်မယ်ဆိုတော့အကုန်လုံးလိုက်ကြပြန်ရောတဲ့ဟုတ်လားပိဋကဘုရားလောင်းရဲ့နိခမပါရမီမခက်ခဲဘူးလားဗျာခက်ခဲတယ်အဲ့ဒီလိုခက်ခဲတဲ့အခါကျတော့ဘုရားလောင်းကပြန်ပြီးတော့တားလို့လည်းမရမိဖုရားကြီးကိုဟောပြောပြီးတော့ဆုံးမလို့လည်းမရမိဖုရားကြီးကငိုယိုပြီးတော့သားလေးကိုနမ်းအပ်ခဲ့ပါဦးငြိမ်းချမ်းအောင်လုပ်ခဲ့ပါဦးအမျိုးပြောတာပေါ့ဗျာအဲ့ဒါဦးဇင်းတို့အကျယ်သိခြင်းရင်တော့ဇက်ကြီး10ဘွဲ့ကိုပဲရှားပြီးတော့ဖတ်ကြဟုတ်လားအင်မတန်အရသာနဲ့ပြည့်စုံတယ်လို့တော့ဦးဇင်းတို့ကတော့ယူဆအဲ့ဒီလိုနဲ့သွားရင်နဲ့ဦးဇင်းတို့နာဒရယတိဆိုတာရှိတယ်ဟိမောတာမှာဇံပင်ញင်ရပြီးတော့ချမ်းချမ်းသာသာနေတာငါလိုဇံချမ်းသာကိုရှားဖွေးနေတဲ့ပုဂ္ဂိုလ်တွေဘယ်မှာမြန်ရှိလဲမသိဘူးလို့သူကလည်းစဉ်းစားတယ်တဲ့အဲ့ဒီနေ့မှာစဉ်းစားတော့ဩမဟာဇနကမင်းကြီးတိဏ္ဍစည်းစိမ်စွန့်လို့ထွက်လာပါကိုအဲ့ဒါနဲ့ဩအနှောင့်အယှက်တွေလည်းဖြစ်နေတယ်ငါသွားပြီးတော့ကူညီမယ်ဆိုပြီးတော့ကောင်းငင်ကနေဇံရင်ရှိပြီးတော့အိုးရှင်ယသိယုံစူးအုပ်နဲ့ပွဲကြီးလမ်းကြီးမြန်ကျင်းပနေတာလားတဲ့ရွဲ့ပြီးတော့ပြောတာအဲ့ဒီလိုပြောတော့ဘုရားလောင်းကနည်းနည်းတော့ရှင်းမှာပေါ့အဲ့ဒီတော့ဘာပြောတုံးဆိုတော့မဟုတ်ပါဘူးရှင်ယသိတဲ့ကိလေသာဒီဟုသောစီယိုကြီးကိုကြော်ဖြတ်ဖို့ကြိုးစားနေတာပါတဲ့ဒါကဥစဉ်ကအရက်စကားလေးနဲ့ပြောတာနော်စာရဲကတော့ကိလေသာစောင်းရမ်းဆိုတာဥစဉ်တို့တောလို့ဆိုရင်တော့စီယိုမြို့လို့ဆိုရင်တော့အုတ်တိုင်းပေါ့ဗျာဟုတ်လားအဲ့ဒီလိုကိလေသာစီယိုကြီးကိုကြော်ဖြတ်ဖို့ကြိုးစားနေတာပါကျွန်ုပ်မဟာဇနကမင်းမှာအဲ့ဒီလိုပြောတဲ့အခါကျတော့နာရဒယတိကမင်းကြီးဒီသင်္ကန်းလေးဝတ်ပြီးတော့ဒီဆံကလေးပယ်လိုက်ယုံနဲ့ကိလေသာစီယိုကိုကြော်နိုင်ပြီလို့မြန်ထင်သလားတဲ့
လေးနဲ့တယ်နော်ဒါလေးဝှက်လိုက်တာနဲ့အသွင်လေးပေါင်းလိုက်တာနဲ့အဖြူအမဲကနေအဖြူတန်းဖြစ်သွားမယ်လို့ထင်သလားတဲ့ဘုရားလောင်းအံ့ဩတယ်အဲ့ဒီမှာနာရဒယတိကဘုရားလောင်းကိုဆုံးမတယ်ယဟန်ဖြစ်ပေမလို့ယဟန်တရားကိုဆက်ပြီးတော့ကျင့်အောင်မှလည်းပဲတကယ်နိက္ခမဆိုတဲ့လွတ်မြောက်ခြင်းအစစ်ကိုရမှာအခုဒီလိုကြီးယုံဖြစ်နေတာကြီးမကောင်းပါဘူးလို့ပြောသွားတာအဲ့ဒီလိုပြောသွားတော့ဘုရားလောင်းကဂိုင်းငါတော့ဒုက္ခပဲနောက်ကလူတွေလည်းဘလို့မှမတားနိုင်ဘူးအဲ့ဒါနဲ့နောက်မိခါစိန်ယသိတယ်နောက်ယသိတစ်ပါးရောက်လာပြန်တယ်အဲ့ဒီယသိကကောင်းကင်ကနေလာပြန်တာပဲစောစောတုန်းကနာရဒယသိလို့ဇံပင်ကြီးနဲ့ကြည့်ပြီးတော့ကူညီမလို့ရောက်လာတာဟုတ်လားအဲ့ဒီမှာသူကဘာပြောတုံဆိုတော့အရှင်ယသိရွှေခွက်ကြီးကိုစွန့်ပြီးတော့ဘာမှအဖိုးမထိုက်တဲ့မြေစပိတ်ကိုတည်ဆောင်လာအင်မတန်အဖိုးထိုက်တဲ့ဝိလဲတော်တွေကိုစွန့်ပြီးတော့ဘာမှအဖိုးမတိုက်တဲ့ပန်းတကူသင်္ကန်းကိုဆောင်းလာတာသင်ကိုတိုင်းသူပြည်သားတွေကသဘောမကျလို့နှင်ထုတ်လိုက်တာလားမသိဘူးတဲ့ဟောမခံချင်အောင်ပြောတာနော်အဲ့ဒီတော့ဘုရားလောင်းကဘာပြောတုံဆိုတော့တိုင်းသူပြည်သားတွေကငါ့ကိုသိချစ်တယ်တဲ့တကယ်စင်စစ်ငါတန်လျာဝတ်ကလွတ်အောင်ဆိုတဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ဒီအဝတ်ကိုဝတ်လာတာတဲ့အဲ့ဒီလိုပြောတော့မိဂသိယသိကသိတော်တာပဲသင်ပြောတဲ့စကားသိကြီးကျယ်တာပဲဦးဇင်းကအသေးစိတ်မပြောနိုင်ဘူးနော်အချိန်ကသတ်မှတ်ထားတာတောင်စေတော့မယ်ဗျဟုတ်လားအဲ့ဒီတော့ तू ကဘာပြောတုံဆိုတော့အရှင်ရဲ့ဆရာဟာဘယ်သူများဖြစ်လိမ့်မလဲဖရာပဲဖြစ်မလားမသိဘူးတဲ့အဲ့ဒီတော့ဘုရားလောင်းကငါမှဆရာမရှိပါဘူးတကယ်တမ်းငါရဲ့ဆရာဟာဘယ်သူလဲလို့မေးရင်တရက်ပင်နှစ်ပင်ပဲတဲ့သူဆရာဟာဘယ်သူလဲတရက်ပင်နှစ်ပင်နေတဲ့တီးတယ်ဆိုရင်အနှိမ့်ဆက်ခံရမယ်မတီးဘူးဆိုရင်ချမ်းသာမယ်အကျယ်ချက်ပြီးတော့တွေးဘုရားအသေးစိတ်မပြောတော့ဘူးနော်အေးအဲ့ဒီလိုနဲ့ဘုရားလောင်းကြီးကိုဆုံးမပြီးတော့အဲ့ဒီမိဂဇင်ယသိကလည်းပဲဆက်ပြီးတော့ခရီးထွက်သွားတာအဲ့ဒီလိုခရီးထွက်သွားရင်းနဲ့တခါတည်းမိဖုရားကတော့လိုက်နေတာပဲအဲ့ဒါရက်ပေါင်းများစွာတောင်ကြားလာပြီညရောက်ရင်တစ်တက်ကြီးတဲပြီးတော့သူကအဲ့ဒီတစ်တက်ထဲမှာအိတ်တာမိဖုရားကဘုရားလောင်းကတော့အဲ့ဒါတစ်ပင်ချေရင်တစ်ခုခုမှာပဲအိတ်တယ်နော်အင်မတန်ခဲရင်နဲ့နော်နိခမပါရမီရအောင်လုပ်ဖို့လွယ်သလောက်စွန့်ပြီဆိုတော့ခဲရင်တယ်ဆိုတာလေးကိုပြောပြနေတာဟုတ်လားအဲ့ဒီလိုနဲ့သွားရင်နဲ့မနဲ့လင်းလာတော့တနေ့တော့ဆုံးကန်ထွက်တယ်ဘုရားလောင်းကဟိုကကတ်တဲ့ဆုံးနေမစားဘူးနော်ဆုံးကန်ထွက်တော့ဆုံးကန်သွားရင်နဲ့ခွေးတကောင်ကအမဲသားတစ်ခုကိုချီးလာတာအမဲခင်ချီးလာပြီးတော့အဲ့ဒီနာပြုတ်ကြတာလူတွေကိုကြောက်တော့ခွေးကလည်းပြေးရောဘုရားလောင်းကပိုင်ရှင်မရှိဘူးဆိုပြီးတော့အဲ့ဒီအမဲခင်လေးကိုရေဆေးပြီးတော့စားတာဗျာစားတော့မိဖုရားရှင်ဘတ်ထုမင်းကြီးဒီလောက်မြင့်မြတ်တဲ့အမျိုးကနေခွေးပါဇက်ကကြလာတဲ့ဒီအစာကိုစားတာမသင့်တော်ပါဘူးတဲ့အဲ့ဒီတော့ဘုရားလောင်းကဘာပြောတုံဆိုတော့ဒါခွေးကစွန့်သွားပြီတဲ့ငါအတွက်တရားသဖြင့်ရတဲ့ပစ္စည်းအင်မတန်မွန်မြတ်တယ်တရားသဖြင့်ရတဲ့ပစ္စည်းအင်မတန်မွန်မြတ်တယ်တဲ့တရားသဖြင့်မရတဲ့ပစ္စည်းတွေဒါလည်းဘလောက်ဖယ်တန်နေအဲ့ဒါတန်ဖို့မရှိဘူးတဲ့အကျယ်ပြောစရာသိကောင်းတယ်မပြောအားဘူးဟုတ်လားနောက်တခါကြီးဒီမိုင်းများရှေ့ဆက်ရအောင်မယ်နော်အေးအဲ့ဒီလိုသူတို့နှစ်ယောက်အချီချပြောမိဖုရားကြီးငြိမ်သွားရောအဲ့ဒီလိုနဲ့ရှေ့ဆက်သွားရင်နဲ့ရွာတရွာနာရောက်အဲ့ဒီရွာတရွာနာရောက်တဲ့အခါကျတော့ကလေးမလေးတွေကစားနေတာတွေ့တယ်ကလေးမလေးတွေကစားနေတာဘာလို့ရင်းကစားနေတာလဲဆိုတော့ဆံပြရင်းနဲ့ကစားနေတာဖုန်တွေကိုသဘောလေးတွေထည့်ပြီးအဲ့ဒီမှာကလေးတယောက်ကတစ်ဖက်ကလက်ကောက်တစ်ဖက်ဝတ်တယ်တစ်ဖက်ကနှစ်ခုဝတ်ထားတယ်နှစ်ဖက်ဝတ်တဲ့ဘက်ကလက်ကောက်ကချွန်းနဲ့မြည်တယ်မြည်တော့ဘုရားလောင်းကညံရှိတယ်ဒီကလေးမလေးညံရှိရင်ဒီတိဝလိဒေဝီမင်းသမီးကိုပြန်နှင်ဖို့အတွက်အထောက်အကူပြုတံကောင်းရဲ့ဆိုပြီးတော့ဟေးမင်းရဲ့လက်တစ်ဖက်ကဘာလို့မြည်နေတာတုံးလို့မေးတယ်မေးတော့အဲ့ဒီကလေးမလေးကဥပ္ပလွန်ထေကြီးရဲ့အလောင်းဆိုတော့ညံရှိတယ်မင်းကြီးတဲ့တစ်ဖက်တည်းဆိုတော့အတန်မထွက်ဘူးနှစ်ဖက်ဆိုတော့အတန်ထွက်လာတယ်တဲ့အဲ့ဒီတော့လောကကြီးမှာလဲနှစ်ယောက်ဆိုတာဖြစ်လာရင်ညင်းရခုံရတော့တာပဲတဲ့အတန်တွေထွက်လာတော့တာပဲတဲ့နော်ဝိဝါဒောပတ္တောဒုတိယောကိနေကောဝိဝတိတတိဒုတိယမြောက်အဖို့ဆိုတာရှိလာတဲ့ဆိုရင်အတန်တွေထွက်လာတော့တာပဲနော်တယောက်တည်းဆိုရင်ဘယ်သူနဲ့ညင်းမှလဲတဲ့အဲ့ဒီအမျိုးသမီးလေးကပြောနေတာနော်
ဒါကြောင့်တကက်ကြီးကျယ်တဲ့နတ်ပြည်နိဗ္ဗာန်ဆိုတဲ့စည်းစိမ်တွေရကျင်နေဆိုရင်တယောက်တည်းချင်းတဲ့အခုအရှင်ယဟန်ကြည့်ရတာဒါအရှင်ယဟန်ရဲ့မိန်းမလားနှမလားအမလားတဲ့မေးတာဗျာဟုတ်လားယဟန်ဖြစ်ပြီးတော့နောက်ကမိန်းမတွေတယုံယုံနဲ့ဘယ်ကြည့်ကောင်းပါလေတဲ့တကယ်ဆိုရင်နှမဖြစ်အောင်တောင်မှဒီလူကြီးလိုက်နေတယ်ဆိုရင်တနေ့နေ့အဲ့ဒါရှင်ယဟန်ရဲ့အန္တရာယ်သေချာပေါက်ပြုတ်လိမ့်မယ်တဲ့အဲ့ဒီကလေးမလေးကအဲ့လိုပြောတော့ဘုရားလောင်းကသဘောကျအဲ့ဒါနဲ့တေဝလိဒေဝီဘက်ကိုလှည့်ပြီးတော့တေဝလိမင်းစဉ်းစားပါဦးငါရဲ့အခိုင်းအစေလောက်ရှိတဲ့ဒီကလေးမလေးကငါ့ကိုအခုအရှက်ရအောင်ပြောနေပြီငါ့ကိုဆုံးမနေပြီမင်းကြောင့်ငါဒီလိုအဆုံးမခံနေရဘုရားလောင်းကမင်းစဉ်းစား तू ပြောတာလဲတကယ်သဘာဝကျတယ်ဒါကြောင့်ဒီနေ့ကစပြီးမင်းကလည်းငါ့ကိုမင်းလင်းလို့မပြောပါတော့နဲ့ငါကလည်းမင်းကိုငါမယားလို့မပြောတော့ပါဘူးတဲ့အဲ့ဒါလိုပြောတော့နှစ်ပေါင်း9000ကျော်ပေါင်းသင်းလာတဲ့ဇနီးခင်မွန်းအသေးနှလုံးကိုလှမ်းနဲ့ထိုးတယ်လို့ခံစားရတယ်တဲ့တေဝလိကလည်းအဲ့ဒါမျက်ရည်တွေတွေ့ကြပြီးတော့မင်းတရားဒီလိုကြီးမပြောလိုက်ပါနဲ့သူ့ဘက်ကကြည့်တော့လဲသနာเสียပဲเนาะအဲ့ဒါနဲ့ဘုရားလောင်းကအပြက်ပြောတယ်ဟောဒီမှာဘယ်ဘက်တလန်းညာဘက်တလန်းမင်းကြိုက်တဲ့လမ်းကိုသွားဒီအချိန်ကစပြီးမင်းနဲ့ငါအပြီးပိုင်လမ်းခွဲကြစို့ငါလုံးဝဆုံးဖြတ်ထားတယ်အဲ့ဒီတော့တေဝလိကမျက်ရည်တွေကြာဘယ်လို့မှမတက်နိုင်အဲ့ဒါနဲ့ကဲအရှင်မင်းတရားကယောက်ျားလေးဆိုတော့လက်ရလမ်းကိုကြွပါကျွန်တော်မျိုးမကြီးလက်ဝဲလမ်းသွားပါမယ်ဆိုပြီးတော့သွားဘုရားလောင်းလဲကြွသွားရောတေဝလိလဲကြွသွားရောနည်းနည်းလေးလဲရောက်ရောငါဒီအရှင်သခင်နဲ့ကင်းပြီးတော့ဘယ်လိုမှမနေနိုင်ဘူးဆိုပြီးတော့ငိုးပြီးတော့ပြန်လိုက်တာပဲဗျာမိဖုရားကြီးကမိဖုရားကြီးလိုက်တယ်ဆိုတော့မိဘရဲ့ငယ်တွေကိုအမတ်တွေရောအကုန်လုံးလိုက်ကြပြန်ရောပေးတဲ့ရဒုက္ခရောက်နေတာနော်အဲ့ဒါဘုရားလောင်းကလည်းစိတ်ပြဲပြီးတော့သွားရင်းနဲ့ရွာတရွာရောက်တော့အတူချုပ်ပဲပြောကြပါစို့လေးသမားတယောက်ကမြားတံကိုမီးအပူပေးပြီးတော့ဖြောက်နေတာတွေ့တဲ့အခါကျတော့ gain ဒီလူညံရှိရင်လည်းအထောက်ကူရရန်ကောင်းရဲ့ဆိုပြီးတော့လေးတံမြားတံလေးကိုဖြောက်နေတာကမျက်လုံးတစ်ဖက်ကိုမှိတ်ပြီးတော့ကြည့်ပြီးတော့ဖြောက်တာကိုဗျဟေးမင်းဘာကြောင့်မျက်လုံးတစ်ဖက်ကိုမှိတ်တာတော့အဲ့တော့ဟိုလေးသမားကလည်းညံရှိတယ်ပြန်ပြောတယ်နှစ်ဖက်ကြည့်လို့ရှိရင်အမြင်တွေကထွေပြားနေတယ်တဲ့တစ်ဖက်သေးကြည့်မှတစ်ကြောင်းနဲ့မြင်တာနှစ်ယောက်ဆိုတာဖြစ်လာရင်အတန်တွေထွက်လာတာတဲ့အဲ့ဒါအရှင်ယဟန်ရဲ့အဲ့ဒါမိန်းမလားသို့မဟုတ်နှမလားတဲ့ဒါကြီးတွေလိုက်နေတာကြည့်မကောင်းဘူးတဲ့ပြောပြန်ပြီနော်ပြောတော့ဘုရားလောင်းကသဘောကျတယ်တေဝဝိလိပဲလှည့်ပြီးတော့ကြည်စံအင်မတန်အဆင့်နှိမ့်နဲ့မုတ်ထိုးလို့လူကငါ့ကိုဆုံးမနေပြီတေဝလိမင်းကြောင့်မင်းစဉ်းစားပါဦးဒီနေရာတော့ဘုရားလောင်းကမေတ္တာရက်ခံတယ်ဗျာမင်းငါ့ကိုတနာပါဦးတဲ့ဒါလေးတောင်ပါတယ်တော်တော်ကြည်ကွဲတယ်လည်းကောင်းတယ်နော်ပုထုဇဉ်စိတ်နဲ့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုပြောတော့တေဝလိကလည်းဒါလည်းဟုတ်တာပဲဒါပေမဲ့ငါကလည်းမခွဲနိုင်ဘူးသူ့ဘက်ကလည်းဟုတ်နေတာအဲ့ဒါနဲ့မင်းနေရဒီလိုတော့မပြောလိုက်ပါနဲ့အဲ့ဒီလိုပြောတော့ gain ဒီတခါတော့မင်းငါတော့တကယ်မလိုက်ခဲ့တော့နဲ့လမ်းနှစ်ခွတွေးပြန်ပြီးမင်းကြိုက်ရလမ်းသွားအဲ့ဒီလိုပြောတော့တေဝလိကလက်ဝဲလမ်းလျှောက်ရှာတယ်လျှောက်တော့နောက်ကလူတွေကလည်းမျက်ရည်တွေတဲ့ဘုရားလောင်းကလည်းတပိတ်ကလေးလွယ်ပြီးတော့ကြွသွားရောအဲ့ဒါတခေါ်လောက်လေရောက်ရောငါဒီအရှင်သခင်နဲ့ကင်းပြီးတော့ငါဘယ်လိုနေရမှာတော့ဆိုတော့လိုက်ပြန်နာပဲတဲ့နော်အဲ့ဒါလူတွေကလည်းလိုက်ပြန်ရောအဲ့ဒီလိုနဲ့သွားရင်နဲ့ဘလောက်ထိကြာသွားတော့ဆိုတော့ယူဇနာ60လောက်တောင်ဝေးသွားတယ်တဲ့မိထီလာပြည်နဲ့လားနဲ့ချီပြီးတော့တောင်ကြာမယ်နော်ဘုရားလောင်းတွေ့တဲ့ရွာဆွမ်းခံဆွမ်းနဲ့ဟိမွန်တာရောက်သွားတာအဲ့ဒါနောက်တော့ဟိမွန်တာအဝတောအုပ်အဝကိုရောက်လာတော့ဘုရားလောင်းကတောကြီးတဲကိုဝင်တော့နောက်ကြည့်တော့ရွာတွေမြို့တွေကြမ်းရစ်ပြီအဲ့ဒါနဲ့အဲ့ဒီနာရောက်တော့ဘုရားလောင်းကလည်းကြံရမရဘာလို့တုံဆိုတော့ဖြူစံမြက်တယ်မြက်ပင်ကလေးပေါက်နေတာရှိတာဟုတ်ဗျအဲ့ဒီမြက်ကိုလက်တော်နဲ့ဆွဲနှုတ်လိုက်တယ်ပါလာရောပြုတ်ဆိုပါလာရောပါလာတော့တေဝလိကိုပြတယ်တေဝလိတေဝီမင်းကြည့်ပါဦးဟောဒီငါနှုတ်လိုက်တဲ့မြက်နဲ့ကြံရစ်တဲ့အပင်နဲ့တဖန်ပြန်ပြီးတော့ဆက်တယ်ဆိုတာဖြစ်နိုင်မအောင်မလားတဲ့မဖြစ်နိုင်တော့ပါဘူးဗျာအေးအဲ့ဒါလိုပဲမင်းနဲ့ငါဟာတဖန်ပြန်ပြီးတော့ဆက်တယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့
အပီးအပြတ်ပြောလိုက်အဲ့ဒီလိုလဲပြောလိုက်ရောမင်းဘူးဩဘာသာဆရာတော်ကလည်းအရှိကောင်းတယ်ဗျာမသေးမသာရှင်စီတော့ဆိုပြီးတော့လက်နှစ်ဖက်နဲ့ရင်ကိုတီးတယ်တဲ့သေဝလိကအဲ့ဒီလိုရင်ဘတ်ကိုတီးပြီးတော့တခါတည်းငပြောပင်ဓာတ်နဲ့ပိုင်းလိုက်တယ်လို့ဘုံဆိုလဲသွားလုံးဝသတိမရတော့တနာတယ်ကောင်းတယ်နော်အဲ့ဒါနဲ့အမတ်တွေလည်းပြနဲ့ဟာမီဘုရားကြီးကိုဝိုင်းပြုစုအကုန်လုံးယုံနဲ့ဘုရားလောင်းကိုအာယုံမဆိုင်နိုင်ခင်မှာဘုရားလောင်းကအဲ့ဒီတောထဲကိုအပြေးဝင်ပြေးတာအပြေးကိုဝင်ပြေးလိုက်ရတာနော်ဝင်ပြေးပြီးတော့အဲ့ဒါကွစ်ပတ်ပြီးတော့သွားတာပျောက်သွားရောအဲ့ဒါမိဘုရားကြီးသတိရလာတော့ကဲမောင်တော်နောက်လိုက်မဲဆိုကြည့်တော့ဘယ်ဒီနေမှမသိတော့ဘယ်သွားတာတော့မင်းတို့ပြောပါအောင်ဆိုတော့ဘယ်သူမှလည်းမပြောနိုင်ဘူးအဲ့ဒီမှာမိဘုရားကြီးကဂိုင်းဘယ်လိုမှမရတော့ဘူးဆိုတော့ငိုပြီးတော့အဲ့ဒီမြက်ပင်လေးနှုတ်တဲ့နေရာကိုဇေဒီလေးတေးတယ်အဲ့ဒါကိုမျက်ရည်တွေနဲ့ရှစ်ခိုးတယ်ဟုတ်လားအဲ့ဒါနဲ့သူအများကြီးပဲဇေဒီတွေတေးသွားဟိုစံပြတဲ့ကောင်မလေးနဲ့တွေ့တဲ့နေရာလေးသမားနဲ့တွေ့တဲ့နေရာအမဲခင်တွေပြစ်ချပြီးတော့စားတဲ့နေရာဟုတ်လားအေးနာရဒယတိတို့မိဂါစိန်တို့နဲ့တွေ့တဲ့နေရာတွေဇီဒီလေးတွေတဲပြီးတော့မီးရှို့တဲ့နေရာသဘုံထားတဲ့နေရာဇီဒီလေးတွေတဲပြီးတော့သူလည်းပဲမြင့်မြတ်တဲ့အကျင့်ကိုနန်းတော်ရောက်တော့ကျင့်တယ်လို့ဆိုပါတယ်ဘုရားလောင်းကတော့အဲ့ဒါ9ရက်အတွင်းမှာပဲဇံအဘိညာဉ်ရပြီးတော့ဇံတမာပတ်ချမ်းသာကိုခံစားရတယ်နှစ်ပေါင်း3000လူပြည်ကိုလူဘဝကိုတိုင်းပြည်ကိုပြန်မလာတော့ဘူးအဲ့ဒီတောထဲမှာပဲနေတာအဲ့ဒီတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ကနိက္ခမပါရမီဆိုတာလေးနဲ့ပတ်သက်ပြီးတော့လူတော်များများကရအောင်ရှာတဲ့နေရာမှာသာခဲရင်တယ်လို့ထင်ကြတာလေဘေးသက်ရေရှာတာနဲ့စွန့်တာနဲ့ဘယ်ဟာခဲရင်ပဲထင်စွန့်တာခဲရင်နေဟုတ်လားအခုဘုရားလောင်းကြီးစွန့်ဖို့မခဲရင်ဘူးလားကိုကစွန့်ညင်မလို့သူကအစွန့်မခံနိုင်တဲ့အခါမျိုးမှာပြဿနာတွေဖြစ်လာတာဟုတ်လားအေးဒါကြောင့်နိက္ခမပါရမီနဲ့ပတ်သက်ပြီးတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဇနကဇတ်တို့ကိုပြောလိုက်ပါတယ်အချိန်တောင်ကြီးမှန်းထားတာတဲ့နည်းနည်းပို့သွားတယ်ဗျာပညာပါရမီကတော့နည်းနည်းတူတော့မယ်နဲ့တူတယ်ဟိုတဏှာကြီးဝဲမြန်းကြုံမာလားလို့လည်းစိတ်မပြည့်နဲ့နော်ဟုတ်လားအဲ့ဒီတော့နိက္ခမပါရမီနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ခြုံမိအောင်ပြောကြည့်ကြအောင်စုဟုတ်လားအချုပ်ထောင်ထဲမှာအကြာကြီးစင်းရဲနေရတဲ့ယောက်ျားဟာအဲ့ဒီအချုပ်ထောင်ရဲ့အပေါ်မှာမမောတဲ့သဘောမရှိဘဲနဲ့လွတ်မြောက်ရေးအတွက်ပဲအမြဲစဉ်းစားနေသလိုဒီဘဝဒီတန်တရားကလွတ်ဖို့အတွက်အမြဲတမ်းလုပ်မယ်ပြောမယ်ကြံမယ်ဆိုရင်အဲ့ဒါနိက္ခမပါရမီအိမ်မှာနေရင်းနဲ့လည်းပဲလောဘကြီးရာကနေနဲအောင်လုပ်မယ်ကြီးရာကနေသေးအောင်လုပ်မယ်များရာကနေနဲအောင်လုပ်မယ်ရှိရာကနေမရှိအောင်လုပ်မယ်ဆိုရင်လည်းပဲနိက္ခမပါရမီမြောက်ပါတယ်လို့ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့နိက္ခမပါရမီနဲ့ပတ်သက်ပြီးတော့ဒီလောက်နဲ့ကျင့်တတ်ကြရအောင်နော်နိက္ခမပါရမီပြီးတော့ဘာပါရမီလဲပညာပါရမီပညာပါရမီဆိုတာကိုဆက်ပြီးတော့ဘုရားလောင်းစဉ်းစားရတယ်နာဟိတိဣထကာယေဝဗုဒ္ဓဓမ္မဘဝိတရေဘုရားဖြစ်ကိုပြုတတ်တဲ့ပါရမီဆိုတာဤ၍ဤမြတာမကပေဘူးဆက်ပြီးတော့သူစဉ်းစားတယ်ဝိရှိနန္တောတတတခိသတုထံပညာပါရမီပုဗ္ဗကေဟိမဟေတိဟိအာဒေဝိတနိဒေဝိတံဝိရှိနန္တောဆက်လက်၍စဉ်းစားဆင်ခြင်သည်ရှိသောတရားဒုက္ခ၌ပုဗ္ဗကေဟိရှိ၌ဖြစ်ကုန်သောမဟေတိဟိဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်အာဒေဝိတနိဒေဝိတံအဖမအထက်ထမိဝဲအပ်သောသတုထံလေးခုမြောက်ဖြစ်သောပညာပါရမီကိုအတ္တခိန်တွေ့မြင်တော်မူပြီလေးခုမြောက်ပညာပါရမီကိုဘုရားဖြစ်ကြောင်းတရားလို့တွေ့ပါတယ်တဲ့တွေ့တော့သူ့ကိုယ်သူဆုံးမတယ်ဣမန္တောပထမဣမန္တောသတုထံဒါဝဒလံကတဝသမာဓိယပညာပါရမီတံကိစ္စယတိဘောဓိပတ္တုမိစ္ဆတိသူမေရာပန္တိတအိုပညာရှိအမောင်သူမေရာတွန်သင်သည်ဘောဓိအရဟတမေဉ္ဇတပင်ညုတဉ္ဇသို့ပတ္တုံရောက်ခြင်းသို့ယတိကိစ္စတိယတိအိစ္ဆတိအကယ်၍အလိုရှိသည်ဖြင့်ညာအံ
စတုဒ္ဓံစတုဒ္ဓမြောက်ဖြစ်သောဣမံအင်ပညာပါရမီကိုပရိပုရေယဖြည့်စည်းပါလောပညာပါရမီတံပညာပါရမီကိုကိစ္စပုရေယစီဘူးပါလောဘုရားဖြစ်ခြင်းနဲ့ဆိုရင်စတုဒ္ဓမြောက်ပညာပါရမီကိုသင်ကြိုးစားပါအဲ့ဒီပညာပါရမီကိုလည်းပဲသူဥပမာလေးနဲ့စဉ်းစားတယ်ပိဋကရေဥပမာ၄ခုမြောက်မှတ်ရတော့မယ်နော်ပြီးခဲ့ပြီးသားဥပမာတွေလည်းမိတ်မပြည့်နဲ့ဟုတ်လားပညာပါရမီကိုသူကဘယ်လိုဥပမာနဲ့စဉ်းစားတယ်လဲပန်းပုံကြီးပေါ်မှာထိုင်ပြီးတော့စဉ်းစားနေတယ်ဆိုတာလည်းမမေ့နဲ့နော်လူတွေနဲ့တွေပူဇော်ထားတဲ့ပန်းပုံကြီးပေါ်မှာထိုင်ပြီးတော့သူမိတာရှင်အသေးစဉ်းစားနေတာယထာပိဘိက္ခုဘိက္ခန္တောဟိနမုဂ္ဂထမေဇိမေကုလာနိနာဝိဝေဇံတောဧဝလပတိယာပနံတတိဝတောတပ္ပံကာလံပရိပု္ပ္ပံဘုဒ္ဓံဇနံပညာပါရမိတံကန္တဝသံဘောဓိပါပုနိတတိသူမေရာပန္တိတအိုပညာရှိအမောင်သူမေရာယထာပိဥပမာအားဖြင့်ဘိက္ခုယဟံသည်ဟိနမုဂ္ဂထမေဇိမေရဲ့ရုပ်အမြတ်အလတ်ဖြစ်ကုန်သောကုလာနိအမျိုးအိမ်တို့ကိုနာပရိဝေဇင်တိမရှောင်မကျင်ပဲဘိက္ခန္တောဆုံးခံသည်ဟောတိဖြစ်၏ဧဝံဤကဲ့သို့ဆုံးခံသည်ရှိသောယာပနံမြတ်တာလောက်သည်ကိုလပတိယထာယတကဲ့သို့တတိဝါဤအတူသာလျင်တွန်ပြီးသင်သည်လေသဗ္ဗံကာလအလုံးစုံသောကာလတို့၌ဘုဒ္ဓဇနပညာရှိတဲ့လူတွေရဲ့ထံကိုချဉ်ကပ်ပြီးတော့ပရိပု္ပ္ပံတော်ဖန်ဖန်မေးမြန်းသည်ဖြစ်၍ပညာပါရမိတံပညာပါရမီကိုပရိပုရေယဖြည့်စည်းပါလောပညာပါရမီကိုဖြည့်စည်းသည်ရှိသောတွင်သင်သည်တံမောဓိယရတမေဉ္ဇတပင်ညုတဉ္ဇတို့ပါပုနိတတိရောက်လတံဥပမာလေးနဲ့သူကိုယ်သူဆုံးမဘာနဲ့ဥပမာပေးလဲဆိုတော့ဆုံးခံတဲ့ယဟန်တပိတ်ကလေးလွယ်တပိတ်ကလေးပိုက်ပြီးတော့ဆုံးခံတဲ့ယဟန်အဲ့ဒါအိမ်တွေကိုမရွေးပဲနဲ့အယုတ်အလတ်အမြတ်မရွေးပဲနဲ့အိမ်ပေါင်းရှိအိမ်တိုင်းအစဉ်အတိုင်းခံသွားတယ်ဆိုလို့ရှိရင်သူနဲ့မျှတလောက်ယုံဆွမ်းကိုပေကြပေါင်းရမယ်တဲ့အယုတ်အလတ်အမြတ်မရွေးပဲနဲ့ဆွမ်းခံတယ်လို့မျိုးသင်ဟာလည်းပဲတဲ့သဗ္ဗံကာလံဒီစကားလေးစိတ်ဝင်စားစရာကောင်းတယ်ခတ်သိမ်းသောကာလတို့၌ပရိပု္ပ္ပံဘုဒ္ဓံစနံပညာရှိတဲ့လူတွေရဲ့ထံကိုချင့်ကပ်ပြီးတော့အဘမတလဲလဲမေးမြန်းရမယ်တဲ့နော်အယုတ်အလတ်အမြတ်အိမ်ရှင်မရွေးပဲနဲ့ဆွမ်းခံတယ်လို့ပညာရှိတယ်ဆိုလို့ရှိရင်ရုပ်တယ်လက်မြတ်တွေမရွေးပဲနဲ့မေးမြန်းရမယ်မေးတဲ့နေရာမှာလည်းပဲသဗ္ဗံကာလံအမြဲတမ်းလို့ပြောတယ်ဟုတ်ရဲ့လားအဲ့ဒီလိုမျိုးသင်မေးမြန်းပြီးတော့ပညာပါရမီကိုဖြည့်မယ်ဆိုလို့ရှိရင်သင်ဟာအရဟတမေဉာဏ်သဗ္ဗညုတဉာဏ်ကိုသိကြပေါက်ရပါလိမ့်မယ်တဲ့သူပေးတဲ့ဥပမာသဘောပေါက်ရဲ့လားအယုတ်အလတ်အမြတ်မရွေးပဲနဲ့ဆုံးခံတဲ့ယဟန်လို့အယုတ်အလတ်အမြတ်မရွေးပဲနဲ့ပညာရှိတယ်ကိုလိုချင်တဲ့အသိဉာဏ်ကိုရမယ်ဆိုရင်ဘယ်စုထံကပဲဖြစ်မေးမြန်းရရမယ်ရှင်နေတာမျိုးကြောက်နေတာမျိုးမာနခံနေတာမျိုးမရှိသေးရဟုတ်ရဲ့လားအဲ့ဒါလိုမျိုးပညာပါရမီကိုဖြည့်မယ်ဆိုရင်သင်ဟာအရဟတမေဉာဏ်သဗ္ဗညုတဉာဏ်ကိုရပါလိမ့်မယ်တဲ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ပညာပါရမီဆိုတာနဲ့ပတ်သက်တော့ပညာဆိုတဲ့စကားလေးကိုရှင်းရမယ်ပညာဆိုတာအတူကျုပ်ပြောရရင်တော့သိတာပါပဲနော်အပြားအဖြစ်သိတယ်လို့စာထဲကတော့အဲ့ဒါလိုပြောတယ်ဦးဇင်းတို့နားလေလွှဲယုံမဲပြောပါမယ်ပညာဆိုတာဘာလဲလို့မေးရင်တဘာဝတရားတွေရဲ့မမြဲခြင်းသဘောဆင်းရဲခြင်းသဘောအနှစ်မရှိခြင်းသဘောဆိုတဲ့ဒီလက္ခဏာ၃ပါးကိုသိရင်အဲ့ဒါပညာဟုတ်လားနောက်ဘဝတန်ရာကြီးရဲ့ဆင်းရဲတွေကြီးပဲလို့ဒုက္ခသစ္စာလောဘမှန်သမျှဒုက္ခကိုဖန်တီးတာပဲလို့သမုဒယသစ္စာလောဘငြိမ်းမှဒုက္ခတကယ်ငြိမ်းနေဆိုတဲ့និရောဓသစ္စာနော်လောဘငြိမ်းအောင်အမှန်မြင်ခြင်းဆိုတဲ့တမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ခင်၈ပါးကိုကျင့်မှသာလျှင်ဒုက္ခတကယ်ငြိမ်းမယ်လို့သိတဲ့မဂ္ဂသစ္စာ
အဲ့ဒီသစ္စာ၄ပါးကိုသိရင်အဲ့ဒါပညာလက္ခဏာရေး၃ပါးနဲ့သစ္စာ၄ပါးကိုသိရင်ပညာဒါကအမြင့်ဆုံးကိုပြောတာဗျဦးဇင်းတို့လေဒီဆိုတော့ဘုရားကြီးကတော့ပြောပါတယ်အပြစ်ကင်းတဲ့နှုတ်မှုလက်မှုအတက်စုတွေအကုန်လုံးအဲ့ဒါပညာပါရမီရဲ့အဆောက်အဦတွေပဲတဲ့ဟုတ်လားလှုပ်တဲ့တဲ့၊ကင်တဲ့တဲ့၊ပြောတဲ့တဲ့၊ဆိုတဲ့တဲ့ဟုတ်လားအစဉ်ပြေအောင်ဘယ်လိုပြောမယ်ဘယ်လိုလုပ်မယ်အတက်ပညာပေါင်းစုံနော်အဲ့ဒါတွေအကုန်လုံးဟာတက်ရင်တက်တဲ့လောက်ပညာပါရမီကိုအထောက်အကူပြုတာပဲဟုတ်ရဲ့လားအေးဒါကြောင့်ပညာပါရမီကလည်းနေပဲအကျယ်ကြီးပဲနော်အေးအဲ့ဒီပညာသည်လောကကြီးမှာပေတတို့ကြားဖို့ပါတယ်ပညာတမာအာဘာနတ္ထိကြားဘူးလားဘယ်မှာရေးထားတာတို့စာသင်ကျောင်းတွေမှာရေးထားတာဟုတ်လားပညာနဲ့တူတဲ့အယောင်အလင်းမရှိဖះဟောဗျာနော်ဆိုကြပါတို့မှောင်းနေတာထဲမှာအလင်းရောင်လေးရောက်လာတာနဲ့တပြိုင်နက်တည်းအမှောင်တွေဟာမရှိတော့အမှောင်ပြောက်တာနဲ့အလင်းရောက်တာနဲ့ဘယ်သူကအရင်ဘယ်သူကနောက်လို့ပြောလို့ရလားရောက်တာနဲ့တပြိုင်နက်တည်းပြောက်တာပဲဟုတ်လားအမှောင်ပြောက်သွားတာနဲ့တပြိုင်နက်တည်းဘာတွေရှိတယ်ဘာတွေရှိတယ်လို့အကုန်လုံးမြင်ပြီးသိပြီသိကောင်းတဲ့ဥပမာပဲနော်အဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာမဝေခွဲနိုင်တာတွေနားမလည်နိုင်တာတွေမှားယွင်းနေတာတွေအဲ့ဒီအခြေအနေမျိုးမှာပညာဆိုတာဖြစ်လာတာနဲ့တပြိုင်နက်တည်းဝေခွဲနိုင်တယ်သိသွားတယ်နားလည်သွားတယ်ရှင်းသွားတယ်လင်းသွားတယ်ပညာရောင်ရှိတဲ့အတွက်ကြောင့်ကွဲကွဲပြားပြားမြင်သွားတာဟုတ်ရဲ့လားအေးဒါကြောင့်မြတ်စွာဘုရားကပညာဟိတိထောလောကသမေလောကကြီးမှာဉာဏ်ပညာသည်အမျက်ဆုံးပဲလို့မဟုတ်ဘူးလားဟုတ်တယ်ဗျဒါကြောင့်ပညာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရဲ့ခေါင်းထဲမှာပြောစရာတွေအများကြီးရှိတယ်ဦးဇင်းတို့ဒီမှာအတူချုပ်ကလေးတွေရေးထားတာရှိတယ်ကြံချင်းမှာစိုးလို့နော်တခါကြီးဒီမိုင်များအဲ့ဒီတော့ပညာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကဘာကိုအရင်ပြောချင်တော့ဆိုတော့ဒီမှာလူငယ်လေးတွေလည်းပါတယ်နော်မဟောတထာဇတ်ထဲကအပိုင်းကဏ္ဍလေးတစ်ခုကိုဖြတ်ပြီးတော့ပြောခြင်းမဟောတထာဇတ်ဆိုတာကပညာကိုစားပြုတဲ့ဇတ်တော်ကြီးလေငယ်ငယ်လေးတွေကစားပြီးတော့သိပ်ပြီးတော့ထက်မြက်တဲ့လူသားတစ်ယောက်လေဦးဇင်းတို့ငယ်ငယ်တုန်းကကိုရင်လေးတွေကိုကျောင်းသားလေးတွေကိုပုံမြင်ပြောရင်မဟောတထာဇတ်ကိုပြောရင်တစ်ပတ်လောက်ပြောရတယ်သိပ်ပြောစရာကောင်းတယ်ကလေးဘဝလည်းလုံးဝစိတ်ဝင်စားတဲ့အဖြစ်မဟောတထာလူကြီးဖြစ်လာတော့လည်းစိတ်ဝင်စားတဲ့အဖြစ်နော်ဟိုကောင်းဝင်ကနေပြီးတော့အမဲသားတွေကြီးကိုစွန်တကောင်ကချီးလာတာလေချီးလာတော့ဟာလူတွေကယုံနဲ့လိုက်ကြတာမောတရာအဲ့တော့ငငယ်လေးကလေးလေးရှိသေးတယ်သူ့ရဲ့အပေါင်းအသင်းတွေကလည်းဟာစွန်ကြီးကအမဲသားတွေချီးလာတယ်ဆိုကလေးတွေကလည်းလိုက်ကြတာအကုန်လုံးတယောက်နဲ့တယောက်တိုက်မိခိုက်မိလဲကြကွဲကြဖြစ်တော့တနာလွန်းလို့မဟောတရာကအဲ့ဒါမဟောတရာကလိုက်တာဘယ်လိုလိုက်တယ်ဆိုတော့အဲ့ဒီစွန်ရဲ့အရေးကိုနှောက်နဲ့ပေါက်ပြီးတော့လက်ခုပ်ကိုဖြောင်းဝင်နဲ့တီးပြီးတော့ဟေးလို့တစ်ချက်អော်လိုက်တယ်အဲ့ဒီမှာစွန်ရဲ့ပါဇက်ထဲကအမဲသားတွေကိုပြုတ်ကြတာအဲ့ဒါကိုလက်နဲ့စီးဖမ်းတယ်တစ်ချက်ပဲလှုပ်လိုက်တာငယ်ငယ်လေးတွေကစနော်အဲ့ဒီအကြောင်းတွေရှောက်ပြီးတော့ပြောနေရင်ကလေးတွေပုံမြင်ပြောသလိုဖြစ်မှာဆိုရတယ်အဲ့ဒါကိုပြောချင်တာမဟုတ်ပြောချင်တာကဘာတုံးဆိုတော့မဟောတရာပညာရှိတယ်ဆိုတော့ဝိတ္တရေမင်းကြီးကအင်မတန်ချီးမြှောက်တယ်သိမ့်ဒေဝိန်ကာမိန်ပကုတ်ဆိုတဲ့အမတ်ကြီး၄ယောက်နဲ့ကြားဘူးတယ်နော်အေးအဲ့ဒီအမတ်ကြီး၄ယောက်နဲ့မဟောတရာဆိုရင်အမတ်၅ယောက်ပေါ့နော်အဲ့ဒါကိုဘုရင်ကြီးကတနေ့တော့မဟောတရာရဲ့ဉာဏ်စွမ်းကိုလည်းသိကျင်တာနဲ့ပြဿနာတစ်ခုမေးတာဘာမေးတုံးဆိုတော့တိတိကျကျနားထောင်နော်ဒီကနေ့ခေတ်မှာအဲ့ဒီပြဿနာရဲ့အဖြေလေးတွေအရေးကြီးတယ်လို့ထင်တယ်စီးစိမ်ရှိပညာမဲ့လူတစ်ယောက်စီးစိမ်ရှိတယ်ဒါပေမဲ့ပညာကတော့မဲ့တယ်အသိနည်းတယ်ပေါ့နော်နောက်စီးစိမ်မဲ့ပညာရှိလူတစ်ယောက်ပစ္စည်းဥစ္စာတော့နွမ်းပါတယ်သို့တော့ဉာဏ်ပညာကြီးတယ်မျက်စိနဲ့မြင်တယ်နော်စီးစိမ်ရှိပညာမဲ့တစ်ယောက်စီးစိမ်မဲ့ပညာရှိတစ်ယောက်အဲ့ဒီလူနှစ်ယောက်ဘယ်သူမြတ်တယ်လဲတဲ့သေနကကြီးကိုအရှင်မေးတယ်ဒကာဓမ္မတို့ဦးဇင်းတို့ကတော့စိတ်ကူးတဲ့ဖြေပြီးသားပေါ့စီးစိမ်ရှိပညာမဲ့တဲ့စီးစိမ်မဲ့ပညာရှိကမြတ်ပါတယ်လို့အဖြေမှန်ကတော့သိပြီးသားပဲနော်ဒါပေမဲ့သူတို့ပြောတဲ့အခါလေးတွေမှာလူတွေရဲ့စိတ်ထဲမှာအဖြေမှန်သိပေမဲ့လို့မသိစိတ်ထဲမှာစီးစိမ်ရှိကိုမြတ်တယ်လို့ထင်တာတွေအများကြီးရှိဟုတ်လားအဲ့ဒီမှာသေနကအမတ်ကြီးကိုမေးတော့
တေနကမတ်ကြီးကဘာပြောလို့ဆိုတော့မှန်လားပါဗျာစည်းစိမ်ရှိပညာမဲ့ကစည်းစိမ်မဲ့ပညာရှိတဲ့ပို့ပြီးတော့မြတ်ပါတယ်တဲ့တလွဲဖြေချလိုက်တာဒါပေမဲ့သူကတော့အမှန်ကိုထင်လို့ဖြေလိုက်တာဘာပြုလို့လဲဆိုတော့တဲ့အရှင်မင်းတရားကြည်ပါဟောဒီလောကကြီးမှာမိုက်တဲ့လူပဲဖြစ်ဖြစ်လိမ္မာတဲ့လူပဲဖြစ်ဖြစ်အတတ်ပညာတွေတတ်တဲ့လူပဲဖြစ်ဖြစ်မတတ်တဲ့လူပဲဖြစ်ဖြစ်ဘယ်လိုလူပဲဖြစ်ဖြစ်စည်းစိမ်ရှင်ရဲ့အခိုင်းအစေမျှပါပဲတဲ့သူပြောတာလည်းယုတ်တိမရှိဘူးလားရှိတယ်နော်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်စည်းစိမ်ရှင်ကိုခေါင်းဆိုင်ပြီးတော့သူခိုင်းတာလုံနေရတာပါတဲ့လူတော်တော်များများအဲ့ဒီအတွေ့ရှိတယ်နော်အဲ့ဒီလိုပြောတော့မင်းကြီးကခေါင်းညိတ်ဟုတ်ပြီမှာပဲအဲ့ဒါနဲ့ဒီပြည့်အမတ်တွေကိုမမေးဘူးမဟုတ်တရားကိုမေးတယ်စိတ်သားမဟုတ်တရားတေနကအမတ်ကြီးကတော့အဲ့လိုပြောသွားတယ်သင်္ဃာရောဘလို့အယူဆရှိလေတဲ့အဲ့ဒီတော့ဘုရားလောင်းကမှန်လားပါဗျာစီးစိမ်ရှိလူမိုက်တဲ့စီးစိမ်မဲ့ပညာရှိကမြတ်ပါတယ်ဗျာတဲ့ဟာဘာပြုလို့တော့မှန်လားပါဗျာတဲ့စီးစိမ်ရှိလူမိုက်ဟာတဲ့အရာရာမှာရှိရင်ပြီးတယ်ဆိုတဲ့အမြင်ကြီးသူ့မှာရှိပါတယ်တဲ့ခင်မိတယ်နော်ပြောတာလေးစာထဲကတော့အဲ့လိုပြောတာမဟုတ်ဘူးသို့တော့အဓိပ္ပာယ်ကအဲ့ဒီတိုင်းပဲစီးစိမ်သားလင်းအထွတ်မြတ်ရှိတယ်ဆိုလိုတာကငွေရှိရင်အရာရာပြီးတယ်ပေါ့အဲ့ဒီအမြင်လူတွေရဲ့ခေါင်းထဲမှာဆွဲမဆွဲဗျာဆွဲတယ်ဗျပစ္စည်းရှိရင်အရာရာပြီးတယ်လို့အမြင်ရှိတဲ့အတွက်ကြောင့်ပညာမဲ့လို့နော်စီးစိမ်ရှိပညာရှိတွဲနေတယ်ဆိုရင်တော့အဲ့လိုဖြစ်မှာမဟုတ်ပစ္စည်းလည်းပေါ်တယ်အသိဉာဏ်လည်းကြီးတယ်ဆိုတဲ့လူတွေလည်းရှိပါတယ်နော်စီးစိမ်ရှိတိုင်းလည်းပဲသွားပြီးတော့ကဲ့ရဲ့ဖို့မစင်စားနဲ့ဟုတ်လားဒီမှာသူကစီးစိမ်ရှိလူမိုက်လို့ပြောထားတာစီးစိမ်တော့ရှိတယ်သို့တော့ဘယ်လိုဖြစ်နေတယ်မိုက်နေတယ်မိုက်နေတော့မှန်မှန်ကန်ကန်မစင်သက်တော့ငွေရှိရင်ရာရာပြီးတယ်ဆိုတော့ငွေကိုသိပ်မြတ်နိုးတယ်ငွေကိုသိပ်တန်ဖိုးထားတယ်မြတ်နိုးလွန်းတန်ဖိုးထားလွန်းတော့အခါကျတော့မရရင်ရအောင်လုပ်မယ်တရားဓာတ်တွေမတရားဓာတ်တွေဘေးချိတ်မသိတော်ဓာတ်တွေသိတော်ဓာတ်တွေဘေးချိတ်အဲ့ဒီလိုလုပ်တဲ့အတွက်ကြောင့်တဲ့သူ့မှာမကောင်းမှုတွေနဲ့လိမ့်ကြံပါတယ်တဲ့ဒီဘဝတစ်ခုတည်းကိုသူကြည့်တဲ့အတွက်ကြောင့်တန်တရားရေးအတွက်သူ့အတွက်ရင်လေးတွေအင်မတန်ကောင်းသွားပြီတဲ့ဒီဘဝမှာလည်းပဲရပြီးရောဆိုပြီးတော့လှုပ်တဲ့အတွက်ကြောင့်သူများကဲ့ရဲ့တာကိုလည်းပဲခံရပါလိမ့်မယ်တဲ့ဒါကြောင့်စီးစိမ်ရှိလူမိုက်ဟာရှိရင်အရာရာပြီးတယ်ဆိုတဲ့အတွေးနဲ့မတရားတာတွေကိုလှုပ်တဲ့အခါမှာပြစ္ဆုတ်ပံဘဝလည်းအကဲ့ရဲ့ခံရတယ်တန်တရားမှာလည်းနစ်မွန်းတယ်ဒါကြောင့်နှစ်ဖက်ရှုံးပါတယ်တဲ့ကလေးလေးရှိသေးတာကလေးလေးကပြောနေတာဒေသကြီးစီးစိမ်ရှိလူမိုက်ဟာဗါတဲ့တော့နှစ်ဖက်ရှုံးနေတဲ့စီးလည်းရှိတယ်ပညာလည်းရှိတယ်ဆိုရင်တော့မရှုံးနိုင်ဘူးနော်အေးစီးစိမ်ရှိလူမိုက်ဟာနှစ်ဖက်ရှုံးနေတဲ့အဲ့တော့မင်းကြီးကခေါင်းညိတ်မင်းပြောတာလဲဟုတ်တာပဲမင်းကြီးကပညာနေတာကိုဗျအဲ့ဒါနဲ့ gain အဲ့ဒီလိုဆိုလို့ရှိရင်သင်တို့နှစ်ယောက်အချီချပြောနေတာတွေကတော့လွဲနေပြီတယောက်နဲ့တယောက်ထပ်တူကမကြကဲအဲ့ဒီလိုဆိုရင်ဆက်ပြီးတော့ကို့အယူအဆကမှန်တယ်ဆိုတာကိုဝါဒစစ်ပွဲသဘောအမျိုးအနေနဲ့အခြေတင်ပြောခိုင်းတာပြောတဲ့အခါကျတော့ဦးဇင်းတို့အခြေတင်ပြောတာတွေအများကြီးပဲဗျာကုံအောင်ပြောရင်အချိန်မလောက်မှဆိုလို့ဟုတ်လားအကျေသိကျင်တော့ကြမ်းပဲညှိုးခဲ့လိုက်မယ်ဟုတ်လားစက်ကြီး10ဘွဲ့ပဲရှာပြီးတော့ကြည့်နော်အဲ့ဒီမှာဦးဇင်းတို့တင်နကအမတ်ကြီးကဘာပြောလိုက်တုံဆိုတော့မင်းကြီးတဲ့မဟောတထာဟာလေနိုးနံ့တောင်မစင်သေးပါဘူးတဲ့ငယ်ငယ်လေးရှိသေးတာဒါကြောင့်သူဘာမှလူကြီးလူရတွေကိုမသိပါဘူးတဲ့ကျွန်တော်မျိုးကြီးဥပမာနဲ့သက်သေသက်ကာယနဲ့ပြောပါမယ်တဲ့ဘာပြောတုံဆိုတော့မင်းကြီးတဲ့ဂောဝိန္ဒတထေကြီးဆိုတာရှိတယ်တဲ့ချမ်းသာလိုက်တာလွန်နေရောဂရေ80တောင်ပိုင်နေတဲ့ဒါပေမဲ့ရုပ်ကလည်းဆိုးပဇောင်းနှစ်ဖက်ကနေပြီးတော့အကြီးအရွယ်တွေကအမြဲတမ်းကြနေတာတဲ့ဟုတ်လားအဲ့ဒီလိုအကြီးအရွယ်တွေကြပြီးတော့ရုပ်ဆိုးပေမဲ့ပညာလည်းတူးမှမတက်ဘူးတဲ့ဒါပေမဲ့စီးစိမ်ဥစ္စာကတော့ဂရေ80တဲ့အဲ့ဒီတော့ဘာလို့တုံဆိုတော့အဲ့ဒီပဇောင်းနှစ်ဖက်ကနေစကားပြောလို့ရှိရင်အကြီးအရွယ်တွေကြလာတာကိုနတ်သမီးလေးတွေလိုလှတဲ့အရွယ်ရှိတဲ့အမျိုးသမီးလေးတွေကကြာညိုပန်းလေးတွေနဲ့တုတ်ပြီးတော့အောက်ကခံရတယ်တဲ့နော်အဲ့ဒီကြာညိုပန်းလေးတွေနဲ့တုတ်ပြီးတော့ဒေတာပရင်းကနေအောက်ကိုပြစ်ချလိုက်တော့အောက်ကသေးတော်ကျူးတွေက
အဲ့ဒီကြာညိုပန်းလေးကိုနားမှာပန်းပြီးတော့အိုးအရှင်တထေမင်းကြီးကျမ်းပါပါစေတဲตายရစရာကောင်းပေါ့ဗျာဟုတ်လားအေးအဲ့ဒီလိုတေနကအမတ်ကြီးကပြောတာအဲ့ဒီလောက်ကြီးကျယ်တဲ့စည်းစိမ်ရှင်အဲ့ဒီတထေကြီးကိုအဲ့ဒီမြို့မှာရှိတဲ့လူတွေကသူ့ကိုမှီပြီးတော့အသက်မွေးကြရတာဆိုတော့အရှင်တထေမင်းကြီးနဲ့နေတာဒါကြောင့်စည်းစိမ်ရှင်ဟာပညာမရှိပေမဲ့လို့မြတ်ပါတယ်တဲ့အဲ့ဒီလိုပြောတော့ဂိုင်းမဟုတ်တထာမင်းဘယ်နဲ့ရှိစမင်းကြီးကအဲ့တော့မဟုတ်တထာကပြန်ပြီးတော့ပြောတယ်မပြောတော့ဆိုတော့ရှင်မင်းကြီးတဲ့တေနကအမတ်ကြီးဟာဘာနဲ့တူလဲဆိုလို့ရှိရင်ညှုပ်ကွင်းကိုမမြင်မဲနဲ့ကျဲထားတဲ့ထမင်းလုံးကိုဇွတ်ဝင်စားခြင်းနဲ့ကြီးကန်းနဲ့တူတူပဲတဲ့ဟုတ်လားဟိုကဒုံးနဲ့ပြစ်မှာကိုမမြင်မဲနဲ့နိုတန်းအိုးကိုအတင်းဝင်ဆွဲမဲ့ခုတကောင်နဲ့လည်းအတူတူပဲတဲ့နည်းနာပြောတာဗျသိလားသူကသကနိုင်လည်းပြောတဲ့အပိုင်းလည်းရှိတာကိုအဲ့ဒီမှာသူကဘာဆက်ပြောတော့ဆိုအရှင်မင်းကြီးတဲ့စီးစိမ်ရှိလူမိုက်ဟာလေတဲ့တကယ်စင်စစ်ကတော့သူ့ရဲ့စီးစိမ်တွေဟာအရိတ်ကောင်းလို့ခိတ္တဝင်ပြီးတော့ခိုတဲ့ဧည့်သည်တဖွဲပဲတဲ့စီးစိမ်ဆိုတာပြောတတ်တယ်နော်အဲ့ဒီကလေးလေးနော်အရိတ်ကသိကောင်းတယ်ခီးပန်းလာလို့လူတယောက်ကဝင်ပြီးတော့နားတယ်အဲ့ဒါလိုပဲကို့မှာကံတွေကောင်းလို့ကိုယ့်ရဲ့လုပ်ရည်ကိုင်းတွေကောင်းလို့ခိတ္တခဏတွေ့ရကြုံရတဲ့ဧည့်သည်တဖွဲတဲ့စီးစိမ်ဆိုတာအဲ့ဒီဧည့်သည်တဖွဲဖြစ်တဲ့စီးစိမ်တွေဟာအချိန်မရွေးပဲကိုယ်တန်တန်ကနေပျောက်သွားနိုင်တယ်နားလေတယ်နော်အေးအဲ့ဒီလိုအချိန်မရွေးပျောက်သွားတဲ့အခါမျိုးမှာဒီလူကပညာမဲ့တဲ့အတွက်ကြောင့်ဘယ်လိုမှဖြေနိုင်မှာမဟုတ်ဘူးတဲ့ရင်ဘတ်စီဒီအဲ့ဒါလုံးဝဒုက္ခရောက်မယ်တဲ့ပညာမဲ့တာကိုဗျတကယ်လို့တဲ့အဲ့ဒီစည်းစိမ်တွေမပြည့်စည်အောင်တောင်မှတစုံတစ်ခုသောစိတ်ဆင်းရဲစရာတွေကျုံလာပြီးယောဂဘေးတွေဖြစ်လာပြီးတေခွဲရှင်ခွဲတွေကွဲလာပြီးလောကဓာတ်တွေတွေ့လာပြီးဆိုရင်အဲ့ဒီစည်းစိမ်ရှိလူမိုက်ဟာမျက်ရည်နဲ့မျက်ခွက်ဘယ်တော့မှသူ့စိတ်ကိုချမ်းသာအောင်ထားတတ်တဲ့ပညာမရှိတဲ့အတွက်ကြောင့်သူအမြဲတမ်းဆင်းရဲနေမှာပါတဲ့ဒါကြောင့်စည်းစိမ်ရှိလူမိုက်ဟာမမြတ်ပါဘူးတဲ့စည်းစိမ်မဲ့ပညာရှိတာလည်းမြတ်ပါတယ်အဲ့ဒီလိုပြောတာအခြေတင်ပြောတာတွေအတွဲတွေကိုအများကြီးပဲဦးဇင်းလည်းမမှတ်မိတော့ဘူးဒါရိုးရိုးသားသားဝန်ခံတာဟုတ်လားအဲ့ဒါနဲ့နောက်ဆုံးကြတော့တေနကအမတ်ကြီးကညစ်တယ်ဗျဘယ်လိုပြောလဲဆိုတော့ရှင်မင်းကြီးတဲ့ဒီကလေးလေးဘာမှမသိသေးပါဘူးဖះကျွန်တော်မျိုးကြီးအမှန်တိုင်းပြောပြဘာပြောတုံဆိုတော့ခုကျွန်တော်မျိုးကြီးတို့9ယောက်ပညာရှိဆိုပြီးတော့ဟောတကွန်းတလူလူနဲ့နေတာကျွန်တော်မျိုးကြီးတို့9ယောက်အဲ့ဒီပညာရှိဆိုတဲ့ကျွန်တော်မျိုးကြီးတို့ကစည်းစိမ်ရှင်ဆိုတဲ့အရှင်ဘုရားကိုလက်အုပ်ချီပြီးတော့ခါစားနေရတယ်ဘာညင်းနိုင်မလဲတဲ့စည်းစိမ်ရှင်မြတ်လိုက်ဖို့ကဲဒုက္ခရောက်ပြီမဟောတထာမှုပြန်ပြောမှာကျန်တဲ့လူဆိုပြန်ပြောဖို့မလွယ်ပါဘူးပြန်ပြောရင်လည်းဘယင်ကြီးကိုထိခိုက်တော့မှာနော်အဲ့တော့မဟောတထာကဘာပြောလို့ဆိုတော့ရှင်မင်းကြီးတဲ့အဲ့ဒီအမတ်အိုကြီးဘာပဲပြောနေဟုတ်လားဘာပဲပြောနေတကယ်စင်စစ်ပညာရှိစည်းစိမ်မဲ့ပညာရှိပြီးသားနဲ့မြတ်ပါတယ်တဲ့ဘာပြုလို့လဲဆိုလို့ရှိရင်စည်းစိမ်တွေဘလောက်ရှိအသိပညာအတတ်ပညာတွေချွတ်တဲ့ပြီးတော့ပညာမရှိဘူးဆိုလို့ရှိရင်တစုံတစ်ခုသောအရေးအကြောင်းကြီးငယ်ကိစ္စပြဿနာတစုံတရာတွေ့လာရင်နားလေတဲ့သိတဲ့ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ရဲ့ထံကိုကပ်ရတာပါပဲတဲ့ကပ်ရတာမှရိုးရိုးမဟုတ်ဘူးကျွန်တယောက်လိုကပ်ရတာတဲ့ဟုတ်ရဲ့လားခုယောဂဖြစ်လာပြီကိုယောဂကိုမကုတတ်တော့ဘယ်ဒီပြေးရတာတော့ကျမ်းမာရေးနဲ့ဆိုင်တဲ့နေရာမှာပညာရှိဆိုတဲ့ဆရာဝန်ကြီးကိုကပ်ရတာပဲဒါလောကီလိုလေးလိုပြောပြတာနော်အေးအဲ့ဒါလိုပဲစိတ်ဆင်းရဲလာပြီစိတ်ချမ်းသာကြောင်းနိလန်းကောင်းလေးတွေကိုပေးတတ်တဲ့သူတော်ကောင်းပညာရှိဆိုတာကိုကပ်ရတာပဲဒါကြောင့်တစုံတရာပြဿနာအခက်အခဲကြုံလာရင်စည်းစိမ်ရှိလူမိုက်တွေဟာစည်းစိမ်မဲ့ပညာရှိတွေရဲ့ထံကိုကပ်ရတာပါပဲဘာပဲပြောပညာမဲ့ဟာပညာရှိကိုဘယ်လိုမှမရှင်းနိုင်ပါဘူးတဲ့အဲ့ဒီလိုလဲပြောလိုက်ရောတေနကပြောเสียစကားကုန်တယ်အဲ့ဒါကိုမင်းဘူးစတော်ကြီးကဘယ်လိုပြောတုံဆိုတော့စပတိုက်ထဲမှာစဘာတင်းတရားထည့်ထားတယ်တဲ့တင်းတရားလဲထုတ်ပြီးတော့စပတိုက်ကအခွန်မဲကြံတော့တယ်နောက်ထပ်ထုတ်เสียစဘာမရှိတော့ဘူးတဲ့ကုန်သွားပြီဖះလောင်းကတော့နောက်ထပ်ပြောအောင်ပဲဆိုရင် तू လာကြိုက်တလောက်လာပြောလို့ရသေးတယ်အဲ့ဒါဖះလောင်းကဏီကုန်းချုပ်ကလေးထပ်ပြီးတော့ပိတ်ပေးလိုက်သေးတယ်ဗျာ
အဲ့ဒါလေးကတော့ဘလို့မှပြန်လှန်လို့မရတဲ့အယူဆလေးပေါ့အရှင်မင်းကြီးတဲ့စည်းစိမ်ရှိလူမိုက်တဲ့စည်းစိမ်မဲ့ပညာရှိကမြတ်ပါတယ်တဲ့ဘာပဲပြောပြောသူတော်ပညာရှိတွေဘုရားဆရှိတဲ့သူတော်ကောင်းပညာရှိတွေဟာဉာဏ်ပညာအသိဉာဏ်ပညာကိုသာနဲ့ချီးမွမ်းပါတယ်တဲ့ဟုတ်လားပစ္စည်းဥစ္စာကိုသာမက်မောကြတဲ့လောဘကြီးတဲ့ပုဂ္ဂိုလ်ဒီသာနဲ့စည်းစိမ်ကိုမျက်နှိုးနိုင်ကြတာတကယ်ဉာဏ်ရှိတဲ့လူတွေဟာအမှန်ကန်ပညာကိုတန်ဖိုးထားကြတယ်တည်တည်ချာချာကြည့်ပါတဲ့တလောကလုံးရဲ့အပူဇော်ခံရတဲ့ဖရာဆိုတာဘာကြောင့်ဖရာဖြစ်တာလဲပညာအကြီးဆုံးမို့လို့ဖရာဖြစ်တာပါတဲ့ပိဋကဖရာကိုဘယ်လိုလွန်နိုင်မှာလဲဖရာမှာဘာစည်းစိမ်ရှိလဲဘာစည်းစိမ်မှမရှိဘူးတကယ်လို့သေနကပြန်ပြောမယ်ဆိုရင်ပြောလို့ရသေးလားမရတော့ဘူးအေးအဲ့ဒီတော့ဦးဇင်းတို့ကဒါကဘ ഹു တုတ္တလေးပေါ့နော်လောကကြီးမှာလူတွေရှိတယ်နော်အေးအသိပညာတက်ပညာတဲ့စီးပွားဥစ္စာဗราဏကြတယ်လို့မသိမသာခေါင်းထဲမှာစွဲနေတာလေးတွေရှိရင်အဲ့ဒီအစွဲလေးတွေထိုက်တဲ့လောက်ပြေပြော့ပါစေတော့ဆိုပြီးတော့ဒါဦးဇင်းတို့ပြောပြတာဟုတ်လားအဲ့ဒီတော့ပညာသီးသားလည်းအရာရာပါလေမြတ်တယ်နော်ပညာသီးသားလည်းအရာရာမြတ်တယ်ဒါကဦးဇင်းတို့လောကီလိုလေးပေါ့တရားသဘောနဲ့စဉ်းစားကြည့်လူတွေဟာသိရင်သိတယ်လို့လုပ်တာမသိရင်မသိတယ်လို့လုပ်တာဟုတ်ရလားသိတဲ့လူရဲ့အလုတ်အပြောအကြံဟာမှန်တယ်သိတဲ့လူရဲ့အလုတ်အပြောအကြံမှန်တဲ့အတွက်ကြောင့်ချမ်းသာတဲ့အကျိုးရမယ်မသိတဲ့လူရဲ့အလုတ်အပြောအကြံဟာမှားတယ်မှားတဲ့အတွက်ကြောင့်ဆင်းရဲတဲ့အကျိုးရမယ်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကသိခြင်းသည်ကောင်းတာတွေအားလုံးရဲ့ခေါင်းဆောင်ဒီစကားလေးကိုဦးဇင်းကသိကြိုက်တယ်အသိဉာဏ်နဲ့ပတ်သက်လာတိုင်းဒီစကားလေးကိုအမြဲတမ်းပြောပါတယ်ဝိဇာဘိခဝေပုပ္ပင်ကမကုသလနံဓမ္မနံသမာပတ္တိယဘိခဝေယဟန်တော်တို့ဝိဇာအသိဉာဏ်ဆိုတာကုသလနံဓမ္မနံကုသိုလ်တရားတို့ရဲ့ဝါကောင်းမှုအပေါင်းတို့ရဲ့ပုပ္ပင်ကမရှည်သွားကောင်းဆောင်ကြီးသာတည်းအသိဉာဏ်ပညာဟာကောင်းမှုအလုံးတို့ရဲ့ခေါင်းဆောင်ကောင်းမှုအလုံးတို့ရဲ့ခေါင်းဆောင်ဆိုလိုက်တော့ချမ်းသာဒုက္ခအလုံးတို့ရဲ့ခေါင်းဆောင်လို့ကိုပြောလို့မရဘူးလားရတယ်ချမ်းသာဒုက္ခဆိုတာကောင်းမှုကြောင့်ဖြစ်လာတာဟုတ်ရဲ့လားဟိုဘက်မှာလည်းခေါင်းဆောင်ရှိတယ်နော်အဲ့ဒါဘာလဲဆိုတော့မကောင်းမှုတို့ရဲ့ခေါင်းဆောင်အဝိဇ္ဇာဘိကဝေပုဗ္ဗင်္ဂမအာကုတလနံဓမ္မနံသမာပတ္တိယဘိကဝေယံတို့အာကုတလနံဓမ္မနံအကုသိုလ်တရားတို့ရဲ့သမာပတ္တိယဖြစ်ခြင်း၌အဝိဇ္ဇာမသိမှုဆိုတဲ့တရားသည်ပုပ္ပင်္ဂမရှည်သွားကောင်းဆောင်ကြီးသာသည်မသိမှုဟာမကောင်းမှုအလုံးတို့ရဲ့ခေါင်းဆောင်ဆိုးရုပ်ခြင်းအလုံးတို့ရဲ့ခေါင်းဆောင်မသိလို့မသိသလိုလုံနေကြတာမသိသလိုလုံတော့လုံတဲ့အတိုင်းဆင်းရဲတွေရှားနေတာဟုတ်ရလားဒါကြောင့်သိခြင်းမသိခြင်းဟာလောကကြီးမှာအရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဘာဝရီဆရာကြီးဆိုတာဦးဇင်းတို့ဘုရားလက်ထက်ကရှိပါတယ်သူ့ရဲ့တပည့်ကြီးတွေကဒီနေ့တော့ဆရာကြီးရဲ့ထိုင်းစီချက်အရာဦးဇင်းတို့မြတ်စွာဘုရားစီကိုရောက်လာပြီးတော့ဆရာကြီးရဲ့အမိန့်အတိုင်းအဇိတဆိုတဲ့လူလင်ကလေမြတ်စွာဘုရားကိုစိတ်ထဲကနေမေခွန်းတစ်ခုမေးတာဘယ်ထဲကနေမေးတယ်စိတ်ထဲကနေမေခွန်းလေးတစ်ခုမေးတယ်အဲ့ဒါဘာလဲဆိုတော့မௌဒ္ဓမௌဒ္ဓတိပါတင်္စဘာဝရီပရိပု္ပ္ပစတိမௌဒ္ဓစဥကောင်းဆိုတဲ့တရားကို၎င်းမௌဒ္ဓတိပါတင်္စထိုဥကောင်းကိုဖြတ်ချခြင်းဆိုတဲ့သဘောတရားကို၎င်းဘာဝရီဆရာကြီးသည်ပရိပု္ပ္ပစတိမေးလိုက်ပါ၏ဖေဟာစိတ်ထဲကနေမေးတာနော်အရှင်ဘုရားတဲ့ဥကောင်းနဲ့တူတဲ့တရားဟာဘာလဲအဲ့ဒီဥကောင်းနဲ့တူတဲ့တရားကိုဖြတ်ချနိုင်တဲ့တရားဟာဘာလဲလို့မေးခွန်းနှစ်ချက်မေးတာမေးခွန်းကိုပြန်ပြောမယ်နော်ဥကောင်းနဲ့တူတဲ့တရားဟာဘာလဲအဲ့ဒီဥကောင်းနဲ့တူတဲ့တရားကိုဖြတ်ချနိုင်တဲ့တရားဟာဘာလဲအဲ့ဒီတော့မြတ်စွာဘုရားကဝိဇာအဝိဇ္ဇာမௌဒ္ဓတိဇာနာဟိအဝိဇ္ဇာမတိခြင်းဆိုတဲ့အဝိဇ္ဇာကိုမௌဒ္ဓတိဥကောင်းနဲ့တူတဲ့တရားဟူ၍ဇာနာဟိမှတ်လေလောမတိခြင်းဆိုတဲ့တရားဟာ
ဥကောင်းနဲ့တူတဲ့တရားဆိုကြပါစို့တရားဓမ္မတို့ဥကောင်းကိုဖျက်လိုက်တယ်ဆိုရင်အဲ့ဒီတတ္တဝါဟာသေတော့တာပဲဒီတန်တရားတစ်လျှောက်လုံးမှာအဝိဇ္ဇာဆိုတဲ့မသိမှုဟာခေါင်းတစ်လုံးလိုတတ္တဝါရဲ့တန်တံမှာဗราဏရတယ်ဟုတ်ရဲ့လားမသိတော့လှုပ်တယ်လှုပ်တော့ဖြစ်တယ်ဖြစ်တော့အဲ့ဒါဒုက္ခတွေကြီးပဲဟုတ်ရဲ့လားဒါပရိစ္ဆေသမုပ္ပါအကျဉ်းကလေးကိုတကယ့်မှအကျဉ်းကလေးပြောလိုက်တာနော်မသိမှုတွေကြောင့်သင်္ခါရတွေအမျိုးမျိုးဖြစ်ပြီးတော့နောက်ဆုံးဝိပဿနာတွေရပြီးတော့ဒုက္ခတွေရောက်ကြရတာကိုဒါကြောင့်မသိမှုသည်တန်လျာကြီးရဲ့ဥကောင်းနဲ့တူတဲ့တရားတဲ့သူဆရာကြီးပဲအဲ့ဒီမသိမှုကိုဖျက်နိုင်တယ်ဆိုရင်အဲ့ဒါတန်လျာပြတ်တာပဲသဘောပေါက်လားမသိမှုဟာတန်လျာကြီးရဲ့ဥကောင်းနဲ့တူတဲ့တရားသူ့ကိုမဖျက်မနိုင်မချင်းဘယ်တော့မှကိစ္စမပြီးဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားကမသိခြင်းတစ္ဆာလေးပါးကိုမသိခြင်းလက္ခဏာသုံးပါးကိုမသိခြင်းကံကံရဲ့အကျိုးကိုမသိခြင်းမသိတာတွေအများကြီးပဲနော်အဲ့ဒီမသိခြင်းဆိုတဲ့တရားဟာတန်တရားကြီးရဲ့ဥကောင်းနဲ့တူတဲ့တရားအဲ့ဒီဥကောင်းကိုဖျက်ချတဲ့တရားကဘာလဲဆိုတော့ဝိဇာမုဒ္ဒတိပါတိနိဝိဇာဆိုတဲ့အတိညာတရားကတော့မုဒ္ဒတိပါတိနိထိုအဝိဇ္ဇာတိဟူသောဥကောင်းကိုဖျက်ချတဲ့တရားပါပေတည်းအတိညာဟာမတိခြင်းဆိုတဲ့ဥကောင်းကိုဖြတ်ချတတ်တဲ့တနည်းအားဖြင့်တန်လျက်နဲ့တူတယ်ပေါ့နော်ဖြတ်ချတတ်တဲ့တရားသူတယောက်တည်းဖြတ်ချတာတော့မဟုတ်ဘူးဗျစာထဲကတော့အတိအကျမြတ်စွာဘုရားကတော့ဟောပါတယ်တတ္တာတတိသမာဓိဟိသန္ဓဝီရိယေနတန်ယုတာလို့အဲ့ဒါလိုဟောတယ်မသိမှုဆိုတဲ့အဝိဇ္ဇာဥကောင်းကြီးကိုဖျက်တဲ့နေရာမှာဝိဇ္ဇာဆိုတဲ့အတိညာကဖျက်တာတော့မှန်တယ်နော်မလေးပါဖို့လေးပါဒါမသိမှုတွေကိုဖျက်ချတဲ့ဝိဇ္ဇာဆိုတဲ့ဥကောင်းဖျက်တဲ့တရားပေါ့နော်ဒါပေမဲ့သူကသူတူးတဲ့နဲ့ဖျက်နိုင်တာလားမဟုတ်ဘူးသူ့မှာအချမ်းရံ၅ခုရဲ့အကူအညီကိုယူပြီးတော့မှသူဖျက်ရတာဆိုလိုတာကပညာမှာအချမ်းရံ၅ခုရှိမှဖြစ်မယ်ဆိုတာကိုပြောတာဒီပိဋကကြီးဒီလောက်ညံမဝေးပါဘူးဥစဉ်ပြောလိုတာကိုသဘောပေါက်မှာပါနော်အေးဝိဇ္ဇာဆိုတဲ့အတိညာမှာအချမ်းရံ၅ခုရှိတယ်အဲ့ဒါဘာတုံးဆိုတော့တတ္ထာတတိသမာဓိဟိသန္တာဝိရိယေနတန်ယုတာယုံကြည်ခြင်းဆိုတဲ့တတ္ထာတရားဟုတ်လားနောက်တတိတလုံးချင်းအသေးစိတ်မပြောတော့ဘူးအချိန်မရှိတော့ဘူးနော်တတ္ထာတတိသမာဓိဝိရိယသန္တာအဲ့ဒီတရား၅ခုခြံရံပြီးတော့ထားတဲ့ပညာဆိုတဲ့တရားသည်မသိမှုဆိုတဲ့ဥကောင်းကိုဖျက်ပလိုက်တာအဲ့ဒါဦးဇင်းတို့ပြောချင်တာကအသေးကလေးကနေပြီးတော့အကြီးကြီးထိအောင်ပညာသည်ဆရာကြီးဟုတ်လားလောကီကနေလောကုတ္တရာထိရအောင်ပညာသည်အရေးအကြီးဆုံးဒါကြောင့်မြတ်စွာဘုရားကစီးပွားတွေတိုးတက်တယ်အနည်းငယ်မျှပါပဲမပြောပါတော့ပါဘူးတဲ့ပညာတွေတိုးတက်တယ်ဆိုရင်ဒါပြောပါတော့ပြီတဲ့အင်္ဂုတ္ထုမှာဟောတာနော်ဆွေမျိုးတွေကြီးပွားတယ်မပြောပါတော့ပါဘူးတဲ့ပညာတွေကြီးပွားပြီပြောပါတော့တယ်တဲ့အဲ့ဒါလိုပြောတာဘုရားကဒါကြောင့်ပညာကြီးဖို့မလိုဘူးလားလိုတယ်အဲ့တော့ပညာကြီးအောင်ဦးဇင်းတို့ဘာလို့ရမှာလဲဆိုရင်ဏီကုံချုပ်ပညာကြီးကြောင်တရား9ပါးကိုပြောပြီးတော့ဦးဇင်းတို့ဏီကုံချုပ်နော်ပညာအရေးကြီးတယ်နော်တခါကြီးမိုင်မြအဲ့ဒီတော့အဲ့ဒီလောက်တန်ဖိုးကြီးတဲ့ပညာပါရမီပြည့်ဖို့အတွက်ဒကာဓမ္မတို့ဦးဇင်းတို့ဘယ်လိုကြိုးစားရမှာလဲဆိုတော့ဗံဗံမေမိုးဝိထုစင်စေတော့လင်္ကာလေးနဲ့ဆိုတော့ဥပုပ်ကရေးခဲ့တာလေဗံဗံမေမိုးဝိထုစင်စေအိန္ဒိယညီမြဘာလကိုကျင်ဉဏ်ရှိရှင်မှရှင်ញင်နဲ့လှဒီမုတ်တဟုညာနာပွားကြောင်း9တည်းညာနာပွားကြောင်းတရား9ပါးအဲ့ဒါကိုသူကဆောင်းပုတ်ကလေးနဲ့ပြောတယ်ပြန်ဆိုမပြတော့ဘူးခွေတဲ့ကြမှာတည်တည်ချာချာနားထောင်ဟုတ်လားဖန်ပန်မေးမှုကိုမသိလို့ရှိရင်အမြဲတမ်းသူများကိုမေးရမယ်သိနိုင်လောက်တဲ့လူမသိလျင်မေးမစင်လျင်ဆေးမှပြောင်းမယ်မေးမှသိမယ်ဒါကြောင့်စောစောကဘာလို့ပြောထားလဲဆွမ်းခံတဲ့ယဟန်ဟာအယုတ်အလက်အမျက်မရွေးခံတယ်လို့မျိုးမေးရမယ်လို့ပြောထားတာမေးမြန်းခြင်းဒီပညာပါရမီရဲ့တော့ချက်ပဲဒါပေမဲ့လူတွေကခက်တာမေးတဲ့လူအင်မတန်နေတယ်အထူးသဖြင့်တရားနဲ့ပတ်သက်ပြီးတော့မေးတဲ့လူအင်မတန်နေတယ်နော်
ဒါကြောင့်ပညာကိုစာလောင်မှုတ်သိမ့်တဲ့စိတ်နဲ့သိကျင်တဲ့စိတ်နဲ့အမြဲတမ်းရကျင်နေရမယ်တနည်းအားဖြင့်ပေးသမ်းမအောင်လို့အမြဲတမ်းတောင်းကျင်တဲ့စိတ်ရှိနေရမယ်ခုနတုန်းကယဟန်ကဒါအစာရှာတာပဲနော်အစာရှာတာကိုအိမ်ရှင်ရွေးနေလို့မရဘူးပညာရှာတာကိုလူရွေးနေလို့မရဘူးမေးရမယ်ဟုတ်လားမေးမြန်းခြင်းဒီပညာကြီးခြင်းရဲ့အဓိကအကြောင်းဒါကြောင့်ဖန်ပန်မေးမှုအစာအာဟာရကိုမှုတ်သိမ့်တယ်လို့မျိုးပိဋကဒီနေ့၃ချိန်တော့အမြဲတမ်းစားနေတာပဲနော်မစားရရင်စားတယ်နော်ပညာနဲ့ပတ်သက်ပြီးတော့အဲ့ဒါလိုစာလောင်မှုတ်တဲ့စိတ်ကိုမှရှိရလားလို့မေးတဲ့ဆိုခရတီဆိုတဲ့ဆရာကြီးပြောတာကိုအမှတ်ရတယ်ဗျာဒီနေ့ကျတော့ပညာလိုလားတဲ့ကလေးလေးတယောက်လူငယ်လေးတယောက်ကသူ့ကိုလာမေးတယ်တဲ့ဆိုခရတီဒီတခါကြီးဒီအကုန်လုံးကြားဖို့ပါတယ်ဆရာကြီးပညာကြီးလိုက်တာအံ့ဩစရာကောင်းတယ်ကျွန်တော်လည်းပညာကြီးခြင်းနဲ့ပညာကြီးအောင်ဘယ်လိုလုပ်ရမလဲတဲ့အဲ့တော့ဆရာကြီးကပါးစပ်နဲ့မပြောဘူးကပညာကြီးခြင်းနဲ့ဆိုရင်လန်ငါနဲ့လိုက်ခဲ့ဆိုပြီးတော့ပင်လယ်ကမ်းစပ်မှာသူ့အိမ်ကလေးကရှိတာဆိုတော့အဲ့ဒီပင်လယ်ထဲကိုဆွဲခေါ်သွားတယ်ဒူကောင်လောက်ပေါင်လယ်လောက်ခါလောက်ရောက်တယ်ရင်ဘတ်လောက်ရောက်ပြီဆိုတော့အဲ့ဒီကလေးကိုဆိုခရတီကရေထဲကိုအတင်းနှစ်ပြီးတော့မုန်းလုံးလို့ဖြူးဖြူးဆိုပြန်ထခဏနေပြန်နှစ်သက်ပျော့သွားပြီဆိုတော့မှအဲ့ဒီကောင်ကိုမသေးလောက်တဲ့အချိန်မှာအသာပြစ်ထားခဲ့ပြီးတော့ဆိုခရတီကကမ်းပေါ်တက်သွားတယ်ကလေးကမောပြီးတော့တခါတည်းဘူးဘောနဲ့စိတ်တူပညာကြီးအောင်ဘယ်လိုလုပ်ရမလဲမေးကမှငါ့ကိုတေချောင်းကြံတယ်ဆိုစိတ်တူအဲ့ဒါနဲ့တဲတောင်ပြင်ပေါ်တက်သွားပြီးတော့ခမည်းတော်တော်ရက်ဆက်တဲ့လူပဲကြုံမေးတာတခြားခမည်းလောက်တာတစ်မျိုးအဲ့ဒါငါမင်းကိုဖြေလိုက်တာပဲတဲ့ဟာဘလို့ဖြေတာတော့မင်းစိုးသောတုန်းကလေမင်းရေနစ်နေတော့မင်းဘာကိုအလိုချင်ဆုံးလဲဘာကိုမင်းအစာလောင်ဆုံးအမှုတ်သိပ်ဆုံးလဲလို့မေးတယ်ကလေးကစဉ်းစားတယ်ဟာကျွန်တော်လေကိုအရာချင်ဆုံးမေးတယ်အဲ့ဒီအချိန်မှာရေနစ်နေတဲ့အချိန်မှာဘာကိုအရာချင်ဆုံးလဲလေကိုအမှုတ်သိပ်ဆုံးမေးအဲ့ဒါကိုကျွန်တော်အတောင့်တဆုံးမေးအေးရေနစ်တဲ့အချိန်မှာမင်းဟာလေကိုလိုချင်တယ်လို့မျိုးပညာကိုလိုချင်တယ်ဆိုရင်မင်းသေချာပေါက်ပညာရှိဖြစ်မယ်တဲ့သိကောင်းတာပဲနော်ဒီမှာမြတ်စွာဘုရားကတော့ဆုံးခံတဲ့ယဟန်နဲ့ဥပမာပေးတာဒါကြောင့်ပညာကြီးခြင်းရင်ဖန်ပန်မေးမှုဟုတ်ရဲ့လားနောက်ပါလဲဝိထုစင်စီဝိထုစင်စီဆိုတာဘာပြောတာလဲဆိုတော့တကိုယ်ရည်တန်ရှင်းရေးပတ်ဝန်းကျင်တန်ရှင်းရေးရှိရမယ်လို့ပြောတာလက်သေးတွေမရှိနဲ့ကြီးတွေညောတွေမရှိနဲ့သပင်တွေဖို့ဖွာရမဖြစ်စေနဲ့အဝိဇ္ဇာတွေတန်တန်ရှင်းရှင်းအိမ်လည်းတန်တန်ရှင်းရှင်းအဲ့ဒါဆိုရင်ပညာဉာဏ်ကတက်လာတယ်တန်ရှင်းရမယ်အံ့ဩစရာကောင်းတယ်နော်ဘုရားရဲ့တရားတွေခိမိလိုက်တာဟုတ်လားတခါကြီးမိုင်မြဗမ္မာမေမဝိထုစင်စီအိန္ဒိယညီမြအိန္ဒိယညီမြဆိုတာဘာပြောတာလဲဆိုတော့အိန္ဒိယ၅ပါးရှိတယ်ကြားဘူးလားအိန္ဒိယဆိုတာဘာလဲလို့မေးရင်ဘယ်လိုပြောမလဲအိန္ဒိယဆိုတာအိန္ဒိယပါဖရာအိန္ဒိယဆိုတာအစိုးရခြင်းအိန္ဒိယကသူကနေရာကိုလိုက်ပြီးတော့မျက်စိကိုလည်းအိန္ဒိယလို့ခေါ်တယ်မျက်စိကဘယ်နေရာမှာအစိုးရလဲဆိုမြင်ခြင်းမှာအစိုးရမြင်တဲ့နေရာမှာသူဆရာကြီးပဲနားနဲ့မြင်လို့မရဘူးနှာခေါင်းနဲ့မြင်လို့မရဘူးမြင်တဲ့နေရာမှာမျက်စိကဆရာကြီးဒါကြောင့်မျက်စိသည်စက္ခုံတရေမြင်တဲ့နေရာမှာသူအစိုးရပဲနားလည်းပဲအစိုးရပဲအတန်နဲ့ပတ်သက်လာရင်သူ့ကိုဘယ်သူမှတုလို့မရဘူးဒါကြောင့်အိန္ဒိယ6ပါးမျက်စိနာနာလျှာကိုယ်စိတ်အဲ့ဒါအိန္ဒိယ6ပါးအခုပြောတာကအိန္ဒိယ5ပါးတတ္တိန်တရေဝိရိယိန်တရေတတ္တိန်တရေတမာတိန်တရေပင်ငိန်တရေနော်အဲ့ဒီအိန္ဒိယကိုညီရမယ်တဲ့အတူချုပ်ပဲပြောတော့မယ်ဗျာနော်ဘာနဲ့ညီရမှာလဲဆိုလို့ရှိရင်ပညာနဲ့တရားနဲ့ညီရမယ်ပညာနဲ့တရားနဲ့မညီဘူးတရားကလွန်ကဲနေတယ်ဆိုရင်တရားလွန်ရင်တဏှာကြုံဖြစ်တယ်ပညာလို့ရှိရင်တော့ခောက်ချစ်တယ်ဟုတ်ရဲ့လားဟာဒါနဆိုတာစေတနာလေးကိုခေါ်တာဝိထုပစ္စည်းကိုခေါ်တာမဟုတ်ဘူးဒါကြောင့်လှူစရာမလိုဘူးစိတ်ထဲတင်ငါလှူအောင်မယ်လှူလိုက်ပြီဆိုရင်ဒါနဖြစ်တယ်ဆိုဟောအဲ့ဒါလောက်ကောက်ချစ်တဲ့လူတွေရှိတယ်နော်မှားကုန်တာသိလားအဲ့တော့တတ္တာနဲ့ပညာကိုညီရမယ်တခုခုလွန်သွားရင်တတ္တာလွန်ရင်တယ်ပညာလွန်လို့ရှိရင်ခောက်ချစ်တယ်မကောင်းဘူးနောက်ဗာနဲ့ညီရမှာဆိုဝရိယနဲ့သမာဓိနဲ့ညီရမယ်ဝရိယလွန်နေလို့ရှိရင်ပြန့်တယ်ချုပ်တွေးနေတော့တာပဲလူရင်းမရောက်ဘူးတမာတိလွန်ရင်တော့ငိုက်နေတာပဲ
ငြိမ်းတာလိုလိုနဲ့တကယ်လည်းဘာမှမသိဘူးထိုင်မှိုင်းပြီးတော့ဟုတ်လားဒါကြောင့်ဝရိယလွန်ရင်ပြန့်တယ်တမာတိလွန်ရင်ငိုက်တယ်ဟိုဥစဉ်ကတော့နားလည်အောင်ပဲပြောလိုက်တယ်နော်ဒါကြောင့်တစ်ခုခုလွန်နေရင်မကောင်းဘူးသူတို့၄ခုသူတို့နှစ်တွဲကတတ္တာရဲ့ပညာရဲ့တတွဲဝရိယရဲ့တမာတိရဲ့တတွဲနောက်ဘာချမ်းနေတော့တတိချမ်းနေတယ်အဲ့ဒီတတိကတော့လွန်တယ်လို့ဘယ်တော့မှမရှိဘူးတဲ့ဒါကြောင့်ပညာကြီးခြင်းရင်အိန္ဒြေညီမျှဆိုတာရှိရဲ့ဟုတ်လားဘာမမေမူဝိတ္ထုစင်စေအိန္ဒြေညီမျှဘာလကိုကျင့်ပညာရှိတဲ့လူမိုက်ကိုဝေဝေကရှောင်းတဲ့ဉာဏ်ကြီးခြင်းဘာလကိုကျင့်ဉာဏ်ရှိရှင်မှပညာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ကိုပေါင်းသင်းမိဝဲစိတ်ကရအဲ့ဒါဆိုရင်ဉာဏ်ကြီးမယ်ဟုတ်လားပညာဉာဏ်ကြီးတဲ့လူကိုပေါင်းသင်းမိဝဲစိတ်ကရဉာဏ်ရှိရှင်မှဆင်ញင်နဲ့လာဒီမုဒ္ဒဟုဆင်ញင်နဲ့လာဆိုတာဘာပြောတာတော့ဆိုတော့နည်းနည်းတဲ့သဘောတရားတွေကိုစဉ်းစားပေးရမယ်ခန္ဓာနဲ့ဆိုင်တဲ့တရားယူဘက်ခန္ဓာဆိုတာဘာပြောတာလဲဘယ်လိုသဘောလေးလဲဉာဏ်နဲ့တကယ်သိအောင်ဟုတ်လားဝေဒနာခန္ဓာဆိုတဲ့ခံစားမှုဆိုတာဘယ်အပိုင်းလေးလဲဝေဒနာသင်္ခါရဝိညာဉ်မျက်စိနာနာလျှာကိုယ်စိတ်အစဉ်အတန်နဲ့ရတာအတွေ့အထိအာယတနာဟုတ်လားပြီးတော့ဓာတ်သစ္စာပရိစ္ဆသမုပ္ပါအဲ့ဒီလိုနည်းနည်းတဲ့တရားတွေကိုတကယ်နားလည်အောင်သင်ကြားရမယ်ပြီးရင်အဘာမှန်တတ်တတ်စဉ်းစားရမယ်ဆင်ခြင်ရမယ်နည်းနည်းတဲ့တရားကိုစဉ်းစားရင်ဉာဏ်ကြီးတယ်တဲ့။ဘာနဲ့ဥပမာပေးထားတော့ဆိုတော့မင်းကွန်းစတော်ကြီးကသေးတဲ့ပစ္စည်းကိုလောင်ရင်မီးဟာသေးသေးလေးပဲတဲ့။ကြီးတဲ့ပစ္စည်းကိုလောင်ရင်မီးကအကြီးကြီးဖြစ်သွားတာ။မီးကတော့ငါသေးတာကိုလောင်မယ်ကြီးတာကိုလောင်မယ်လို့သူကတော့မငင်းပါဘူး။ရှိတဲ့လောင်စားအကုန်လောင်ပါပဲ။အဲ့တော့ဒကာဓမ္မတို့ကမီးတော့ကိုကြီးကျင်တယ်ဆိုလို့ရှိရင်လောင်စားကြီးကြီးထည့်ပေးအပေါ်စားလေးတွေထည့်ပေးတော့မီးကအပေါ်စားလေးသေးသေးလေးဖြစ်မှာပေါ့ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဉာဏ်ပညာကိုကြီးကျင်တယ်ဆိုရင်လောင်စာကိုအကြီးကြီးနဲ့တူတဲ့လေးနဲ့တဲ့အရာတွေကိုဉာဏ်နဲ့ကိုထည့်ထည့်ပေးဒါပေမဲ့လူတွေကစဉ်းစားရမှာတော်တော်ပြင်းတယ်လို့ထင်တယ်ဟုတ်လားတခါကြီးမိုက်များဒါကြောင့်ဉာဏ်ကြီးကျင်လို့ရှိရင်နည်းနည်းတဲ့တရားတွေကိုစဉ်းစားရမယ်အတူချုပ်ပဲပြောမယ်ကိုယ့်ဟာကိုယ်ချက်တွေ့အချိန်ကစီနေပြီဟုတ်လားဘာမမေမူဝိတ္ထုစင်စီအိန္ဒိညီမြဘာလကိုကျင်ဉာဏ်ရှိရှင်မဆင်ញင်နဲ့လဒီမုဒ္ဒဟုဒီမုဒ္ဒဆိုတာဘာပြောတာလဲဆိုတော့သွားလည်းပဲပညာရှိခြင်းတယ်စားလည်းပဲပညာရှိခြင်းတယ်ထိုင်လည်းပဲပညာရှိခြင်းတယ်ဘယ်အချိန်ပဲဖြစ်ဖြစ်အချိန်တိုင်းငါသိအသိကြီးတဲ့လူတစ်ယောက်ဖြစ်ခြင်းတယ်သွားလည်းဒီစိတ်စားလည်းဒီစိတ်အဲ့ဒါကိုဒီမုဒ္ဒလို့ခေါ်တယ်တဲ့သဘောပေါက်တယ်နော်ဘယ်နှချက်တော့9ချက်အဲ့ဒီ9ချက်နဲ့ဘိဓပေါင်းသူတော်ကောင်းတို့ကြိုးစားမယ်ဆိုရင်ပညာပါရမီပြည့်ပါလိမ့်မယ်အဲ့ဒီ9ချက်ထဲမှာအဓိကကြတာကတော့ဖန်ပန်မေးမှုဆိုတဲ့တရားအဓိကအကြဆုံးပဲဟုတ်လားဒါကြောင့်အမေးအမြန်ထူရစမ်းပါပညာပါရမီအတွက်အကောင်းဆုံးအထောက်အပံ့ဟုတ်ရလားအေးဒါကြောင့်ဦးဇင်းတို့တနာရီလဲခွဲပါပြီ3မိနစ်တောင်ကြော်သွားပြီဗျာဟုတ်ရလားအဲ့တော့ပညာပါရမီနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အာရပါရပဲပြောလိုက်ပါတယ်နော်အေးဒါကြောင့်ဒီကနေ့ညနိခမပါရမီနဲ့ပညာပါရမီပန်းပုံကြီးပေါ်မှာထိုင်ပြီးတော့စဉ်းစားနေတာဘယ်နှခုပြီးသွားပြီလဲ၄ခုပြီးသွားပြီဟုတ်လားအေးမနေ့ပြန်ဆက်ပြီးတော့ဗာနာထောင်ကြမယ်ဝရိယပါရမီနဲ့ခန္တီပါရမီနော်သူလည်းပဲစိတ်ဝင်စားစရာကောင်းတာလေးတွေဥစဉ်ရှားထားပါတယ်လို့ဒါနောက်နေ့အတွက်တရားနာပိဋကနဲမှာဆိုလို့ကြော်ညာတာဟုတ်လားအေးနော်ပိဋကပေါင်းသူတော်ကောင်းတို့ဟုတ်လားအေးဥစဉ်တို့မေတ္တာပို့ပြီးတော့တရားပွဲဆုံးသတ်မယ်9မိနစ်လောက်တရားထိုင်ရမယ်နော်ပြီးမှရေသက်တုံချအမြတ်တမ်းပေးဝေကြတာဘဝတုသဗ္ဗမင်္ဂလခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတေတေတုံမကတရားနာပိသပေါင်းတင်သူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်
မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောမိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနာမည်နာကောင်းနာအပေါင်းတို့ကလည်းပဲရက္ခတုကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝိနာကင်္ဂဝလူသေးစုမကဖွင့်တော်မူကြတဲ့စုစုတော်တာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝိနာမေလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံ ानु ဘာဝိနာမကထံ၄ယောက်ပလတံ၄ယောက်ဆိုသောရှင်ယောက်တော်ရိယာသံဃာရှင်မြတ်တို့နှင့်တကွသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း